တန်ရောစဉ်ဆိုတဲ့တရားလေးစကားလုံးလေးလူတိုင်းသုံးကြတန်ရောစဉ်ဆိုတာဘာတော့လို့မေးရင်အနှောင်အဖွဲဒီနေရာဖြင့်ချီနှောင်တတ်တဲ့သဘောဒုက္ခနဲ့ကိုယ်နဲ့ပူးနေအောင်မလွတ်မလပ်ဖြစ်နေအောင်ချီထားတာတုတ်ထားတာနှောင်ဖွဲ့ထားတာအဲ့လိုချီနှောင်တတ်တဲ့တရားကိုတန်ရောစဉ်လို့ဒီလိုခေါ်တယ်အဲ့ဒီတန်ရောစဉ်ဟာအလွန်တရာမှခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကတန်နဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့တစ်သားနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေဟာတကယ်အနှောင်ဖွဲ့အစ်စ်လို့မဆိုရဘူးတဲ့ကိလေသာတရားတွေလို့ဆိုရတယ်နောက်ပြီးတော့ဦးဇင်းတို့ရှင်းပြမယ်တန်ရောစဉ်10ပါးပေါ့နော်အဲ့ဒီတန်ရောစဉ်ဆိုတဲ့အနှောင်ဖွဲ့ကတော့အလွန်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်ဆိုပြီးတော့ဒီအနှောင်ဖွဲ့နဲ့ပတ်သက်ပြီးမြတ်စွာဘုရားဂါထာလေးနှစ်ပုဒ်ဟောတာရှိတယ်လူတိုင်းစဉ်းစားကြရလဲကောင်းတယ်ဒီဂါထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကယဟန်တော်တွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တာခါတစ်ပါးမှာယဟန်တော်ရှင်မြတ်တွေမြို့ထဲကနေစွန့်ခံပြန်ပြီးတော့ကြွလာကြတော့မြို့ထဲမှာသူတို့နည်းနည်းထူးခြားတဲ့မြင်ကွင်းတစ်ခုမြင်ခဲ့ရတယ်အဲ့ဒါကဘာလဲဆိုတော့ရာဇဝတ်သားတွေကိုကောသလမင်းကြီးကအနှောင်အဖွဲ့အမျိုးမျိုးပေးပြီးတော့နှိပ်စက်ညှင်းဆဲတာကိုမြင်ခဲ့ရတယ်အလွန်ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေဆိုလို့ရှိရင်တန်ချီချင်းကြီးတွေခတ်တာတယ်တချို့ရာဇဝတ်သားတွေကြတော့လည်းပဲခြေထောက်နှချောင်းကိုမလှုပ်နိုင်အောင်နော်တစ်သားအနှောင်အဖွဲ့လက်နဲ့ချောင်းရောခြေနဲ့ချောင်းရောလှုပ်လို့မရအောင်နှောင်ဖွဲ့ထားတယ်တချို့အပြစ်ပေါ်တဲ့ရာဇဝတ်သားတွေဆိုရင်ကျိုးနဲ့ခြီထားတယ်ပေါ့အဲ့ဒါလိုတန်ချီချင်းနော်တစ်သားအနှောင်ဖွဲ့ကျိုးအနှောင်ဖွဲ့အစရှိတဲ့အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ခံနေရတဲ့ရာဇဝတ်သားတွေကိုမြင်ရတော့ဒီလောက်ခိုင်ခိုင်မြဲမြဲချီနှောင်ထားတဲ့အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားမှတော့ဒီလူတွေဟာဘလို့ထွက်ပြေးနိုင်မလို့ဘလို့နည်းနဲ့မှသူတို့ထွက်မပြေးနိုင်ကြဘူးဒီအနှောင်ဖွဲ့တွေကကြောက်စရာကောင်းလိုက်တာလို့ယဟန်နေရဲ့စိတ်ထဲမှာအဲ့လိုတွေးမိတာဒါညနေခင်းကာလရောက်တော့အဲ့ဒီအကြောင်းအရာကိုမြတ်စွာဘုရားကိုရှောက်ကြတာအဲ့လိုရှောက်ထားတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကယဟန်တို့တဲ့အဲ့ဒီတန်အစရှိတဲ့တင်သားအစရှိတဲ့အကျိုးအစရှိတဲ့အရာတို့ဖြင့်ပြုတ်ထားတဲ့အနှောင်ဖွဲ့တွေဟာတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့တွေလို့မဆိုရဘူးတဲ့နော်အချင်းချင်းမိသားစုဝင်ချင်းချင်းရွှေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်တဲ့ခင်တဲ့သူချင်းချင်းတန်ရောစဉ်အနှောင်ဖွဲ့တွေနဲ့နှောင်ဖွဲ့ထားတဲ့အဲ့ဒီအနှောင်ဖွဲ့ကသာလေတကယ်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဖြစ်တယ်လို့အဲ့လိုမြတ်စွာဘုရားကစကားနေတန်းတန်းပြီးတော့ဂါထာနဲ့ပုတ်ဟောပြတယ်နာတန်တန်လံပန္ဒနာမဟုတိရာယထာယတန္တာရုဇပပ္ပဇင်္စတာရတရထမဏိကုံတလေသူပုဒ္ဒေသူဓာရေသူစယာအပိခာဧတံတန်လံပန္ဒနာမဟုတိရာဩဟာရိနတိတိလံဒုပ္ပမောဇာဧတံပိစေတဝါနပရိပဇံတိနပိခိနောကာမတုခံဘာယအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ယဟန်တို့တဲ့ယထာယတန္တာရုဇပပ္ပဇင်တန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေဆိုတာရှိတယ်တဲ့အဲ့ဒီအနှောင်ဖွဲ့တွေကိုဒီတာဉာဏ်ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေကဒလန်မြဲမြံတဲ့အနှောင်ဖွဲ့လို့နာအာဟုမဆိုကြဘူးတဲ့တန်တို့တစ်သားတို့ကျိုးတို့နဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့ကိုမြဲတဲ့အနှောင်ဖွဲ့လို့မဆိုပါဘူးတဲ့ဉာဏ်ရှိတဲ့လူတွေကဘလို့အနှောင်ဖွဲ့မျိုးကိုမြဲတဲ့အနှောင်ဖွဲ့လို့ဆိုလေတာရတရထမဏိကုံတလေသူပုဒ္ဒေသူဓာရေသူစယာအပိခာမဏိကုံတလေသူပရမညာနဲ့တောင်အစားရှိတဲ့လက်ဝတ်လက်စားတွေရဲ့ပုံမှာဆွဲမဲ့တဲ့လောဘဒီနေရာမှာမဏိကုံတလေသူကိုအဓိပ္ပာယ်နှမျိုးပြောတယ်လက်ဝတ်လက်စားတွေပုံမှာဆွဲမဲ့တဲ့လောဘလို့ဆိုလို့ရတယ်လို့လက်ဝတ်လက်စားတွေဝတ်ထားတဲ့သားတွေသမီးတွေဇနီးမယားတွေလင်းယောက်ျားတွေဒါတွေရဲ့ပုံမှာဆွဲမဲ့တဲ့တန်ရောစဉ်တရားကိလေသာတရားကိုလည်းပဲဆိုလိုတယ်ပေါ့မဏိကုံတလေသူဗရမညာတောင်ဝိစင်ရထအပ်သောပုဒ္ဒေသူဓာရေသူစသားမယားရဲ့ပုံမှာယာအပိခာအကျင့်ပြင်းထန်တဲ့ငက်ကွက်မှုဆိုတာရှိတယ်အဲ့ဒီပြင်းထန်တဲ့ငက်ကွက်မှုဟာ
ဧတံတလံပဏ္ဏမဟုတေတာပညာရှိတွေအတွက်ဒါဟာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်ပမကံကသိကြတဲ့ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်ခိုင်မြဲတဲ့အနှောင်ဖွဲ့ဆိုတာမိသားစုဝင်ချင်းချင်းညီကိုမောင်နှမချင်းချင်းရွှေမျိုးချင်းချင်းမိတ်ဆွေချင်းချင်းချစ်ကြခင်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းနှောင်ဖွဲ့ထားတဲ့တနည်းအားဖြင့်ဒီဒေသနာရပြောရရင်ယာအပိက္ခငက်ကွက်မှုကိုထပ်ပြီးတော့နားလည်အောင်ဘယ်လိုများရှင်းပြရပါမလဲနော်ငက်ကွက်တယ်ဆိုတာစိတ်ထဲမှာရှိနေတယ်မထားခဲ့နိုင်မထားရက်ဘူးစိတ်ထဲမှာနော်ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့လုံးမထားရက်အဲ့ဒါကိုငက်ကွက်တယ်လို့ဆိုမယ်ဆိုနိုင်ကောင်းတယ်အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာနော်ဒီလူကတော့ဒစိမ့်ပြင်ပလို့ဘာမှမဆိုင်တဲ့လူတယောက်လို့မထားခဲ့နိုင်ဘူးဒီလူကတော့ငါလူကိုယ့်ရဲ့အတွင်းလူဟုတ်လားအဲ့ဒါဘာလဲလို့မေးငက်ကွက်မှုပေါ့နော်အဲ့ဒီငက်ကွက်မှုဆိုတာရှိတယ်တဲ့အဲ့ဒါမျိုးကိုသာလေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဧတံတလံပဏ္ဏမဟုတေတာခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုတယ်တဲ့အဲ့ဒီခိုင်မြဲတဲ့အနှောင်ဖွဲ့ကိုမြတ်စွာဘုရားကစကလုံးသုံးလုံးနဲ့နည်းနည်းလေးထပ်ပြီးတော့ပုံပေါ်အောင်ရှင်းပြတယ်ဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံဇံဒီငက်ကွက်မှုဆိုတဲ့တန်ရောစဉ်အနှောင်ဖွဲ့ဟာဩဟာရိနံတိဋ္ဌိလံဒုပ္ပမုံဇံဆိုတာဘာပြောအောင်ဆိုဖြေဖို့ခက်တယ်တဲ့တိဋ္ဌိလရော့လေးလို့ထင်ရတယ်တဲ့နော်ဒါပေမဲ့လို့အလွန်တရာမှဖြေဖို့ခက်တယ်ဒီတိုင်းပဂရိတိုင်းနေလို့ရှိရင်အနေရခက်တယ်ဒီအနှောင်ဖွဲ့ကြောင့်ကြက်ကြက်တေးကြီးဖြစ်နေတယ်လို့လည်းပဲမထင်ရတဲ့အတွက်ကြောင့်တာမအဖြစ်ဆိုလို့ရှိရင်တော့နှောင်ဖွဲ့ခံရလို့နှောင်ဖွဲ့ခံရမှန်းတော့မသိရလောက်သူကတိမ်မွေးတယ်ကိုကြိုးချီခံထားရတယ်လို့တောင်ခံစားလို့မရအောင်လွတ်လပ်နေတယ်လို့ထင်ရတဲ့အနေအထားမျိုးတိရအောင်သူကရော့တယ်ပေါ့ဒီကြိုးကဒါပေမဲ့ဘလို့အနေအထားမျိုးမှာဒီကြိုးဟာခိုင်ခိုင်မာမာချီထားတယ်ဆိုတာကိုသိနိုင်တယ်ဆိုရင်ယုံကြည်တဲ့အခါမျိုးမှာသိနိုင်တယ်တာမန်ကိုအိမ်မှာကိုနေတယ်ဆိုရင်အိမ်ရဲ့အနှောင်ဖွဲ့ကဒီလောက်ကြီးရလို့မထင်ရဘူးအိမ်ကနေခွာလိုက်ပြီဆိုတာနဲ့အိမ်ရဲ့အနှောင်ဖွဲ့ကြီးတယ်ဆိုတာသိနိုင်တယ်နော်အဲ့ဒါလိုပဲလူချင်းချင်းအတူတူနေကြတဲ့အချိန်မှာအချင်းချင်းပေါ်မှာချီနှောင်ထားတဲ့ဒီအနှောင်ဖွဲ့ဟာသိပြီးတော့ခိုင်မြဲတယ်လို့မထင်ရပေမဲ့လို့နော်တယောက်နဲ့တယောက်နော်အကြောင်းမျိုးကြောင့်တနေရာစီရောက်နေပြီဆိုတဲ့အခါမျိုးမှာဒီအနှောင်ဖွဲ့ကခိုင်ခိုင်မြဲမြဲရှိနေပါလားဆိုတာကိုသိရတယ်ပေါ့ဟုတ်လားဒါကြောင့်တိဋ္ဌိလလျှော်ရဲတယ်လို့ထင်ရတယ်တဲ့ဒုပ္ပမုံဇာဒါမှမဟုတ်ဖြေဖို့ကတော့အလွန်ကိုခက်တယ်လို့အဲ့လိုမြတ်စွာဘုရားဟောဒါမှမဟုတ်အဲ့ဒီဖြေဖို့ခက်တဲ့ဒီအနှောင်ဖွဲ့ကိုပဲဧတံပိစိတ္တဝါနပရိပဇံတိအနပိခိနောကာမတုခံဘာယဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဧတံပိစိတ္တဝါနအဲ့ဒီအနှောင်ဖွဲ့ကိုပဲဖြတ်တောက်ပြီးတော့ကာမတုခံကိုဘာယပယ်ပြီးတော့အနပိခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ပရိပဇံတိယဟန်ပြုနိုင်ကြတယ်ဒီနေရာဖြင့်လူတွေနဲ့မတူတဲ့အသွင်ပြင်ရှိတဲ့မြင့်မြတ်တဲ့အလုပ်ကိုလုပ်ဖို့အတွက်အခွင့်အရေးအများကြီးတာတဲ့ယတိယဟန်ရဲ့ဘဝအဖြစ်ကိုကူးပြောင်းနိုင်ကြတယ်ဘယ်လိုလူမျိုးတွေကူးပြောင်းနိုင်တော့အဲ့ဒီအနှောင်ဖွဲ့ကိုဖြတ်တောက်ပြီးတော့ဖြတ်တောက်တယ်ဆိုတာကသမုဒ္ဒေရပဟာအဖြစ်ဖြတ်တောက်တဲ့အနေအထားမျိုးကိုတော့နော်ရာနှုန်းကြီးပြောလို့မရဘူးနော်အဲ့တော့ဒီဝက်ကလေးဝတ်သွားတာနဲ့တန်ရောစင်တွေအကုန်ပြတ်သွားတယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဖြတ်တောက်တယ်ဆိုတာကဒါကဘယ်လိုပြောရမလဲတော့မဝိနိုင်တဲ့အနေအထားထိရောက်အောင်တင်းနေလောက်အောင်တော့မရှိဘူးလို့ဒီလိုသဘာဝကြပြောနိုင်တယ်ပေါ့နော်တရားနေခွာနိုင်တယ်ဆိုရင်မခွာနိုင်လောက်အောင်တင်းနေတာတော့မရှိဘူးပေါ့ဒါပေမဲ့အမြဲတမ်းကြာနှုံးပြီးသမုဒ္ဒေရပဟာဖြင့်အပြီးတိုင်ပြတ်တောက်သွားတာလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့ဟုတ်လားအဲ့တော့သူဖြတ်တောက်နိုင်တဲ့အနေအထားလေးကထွက်ခွာနိုင်လောက်တဲ့အနေအထားလေးထိရောက်အောင်တော့ဖြတ်တောက်နိုင်တယ်မထွက်ခွာနိုင်လောက်အောင်တားထားတဲ့အတားအဆီးတော့မဟုတ်အဆင့်ကတော့အမျိုးမျိုးရှိတယ်လို့ဆိုရမယ်နော်ကာမတုခံကိုဘာယပယ်စွန့်၍အနပိခိနောငဲ့ကွက်ခြင်းမရှိဘဲနဲ့ဣတံပိစိတ္တဝါဒအဲ့ဒီအနှောင်ဖွဲ့တွေကိုဖြတ်တောက်ပြီးတော့ပရိပဇံတိနော်ယတိယဟန်ပြုနိုင်ကြတယ်တဲ့
နော်ဒီကထာလေးနှစ်ပုဒ်ကိုမြတ်စွာဘုရားကဒီဘုရားဖြစ်မှဟောလိုက်တာကြီးတော့မဟုတ်ဘူးသူကဘုရားမဖြစ်ခင်ဘောတစ်ခုတုန်းကလည်းပဲယတိသူတော်စင်တစ်ပါးအနေနဲ့ဒီကထာနှစ်ပုဒ်ကိုဟောဖို့တယ်အဲ့ဒါမြတ်စွာဘုရားကဒီခုကောသလမင်းကြီးရဲ့နောက်ရာဇဝသားတွေကိုနှောင်ဖွဲ့ထားတာကိုမြင်ရလို့အဲ့ဒီအနှောင်ဖွဲ့လောက်မြင်တာတော့ရှိမယ်မထင်ပါဘူးလို့လာပြီးတော့လျှောက်ထားလာတဲ့ယဟန်တွေကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဗန္ဒနာကာရဇတ်တော်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားဟောပြတာလည်းရှိတယ်အဲ့ဒီဇတ်တော်ကိုဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောရရင်တခုသောဘဝတုန်းကဘုရားလောင်းကအမေအိုကိုပြုတ်လို့ကြွေးပြီးတော့အမေတစ်ခုသားတစ်ခုနေကြရတဲ့အနေအထားမျိုးကြုံခဲ့ဘူးတယ်အဲ့လိုနေတော့မေကြီးကဒီသားကိုသူ့ကိုပြုတ်ကြွတာပင်ပန်းတယ်ဆိုတော့အတင်းအိမ်အောင်ပြုတ်ခိုင်းတယ်အဲ့ဒါအလိုမရှိဘဲနဲ့မေချမ်းသာဖို့အတွက်သားဖြစ်တဲ့လူကအိမ်အောင်ပြုတ်ရတယ်နောက်တော့မေကြီးတည်သွားတဲ့အခါကျတော့ဒီဇနီးနဲ့အတူတူနေကြရင်းနဲ့သူဟာစာတုံးကရည်ရွယ်ထားတာကမေတည်လို့ရှိရင်ရဟန်းပြုမယ်ယသိဝဲမယ်လို့သူကရည်ရွယ်ထားတာ哦အဲ့ဒါမေတည်သွားတဲ့အခါကျတော့သူ့ရဲ့ဇနီးကိုသူပြောတယ်ငါရဟန်းပြုတော့မယ်ယသိဝတ်တော့မယ်အဲ့တော့အဲ့ဒီအချိန်မှာပဲမိမကကိုဝင်ရှိအဲ့တော့ဒီကလေးလေးမွေးပြီးမှဝတ်ပါရဟန်းပြုပါအဲ့ဒါနဲ့ကလေးမွေးပြီးတည်တည်စောင့်ရတယ်ကလေးမွေးပြီးပြီဆိုတော့တခါမိမကိုကွင်တောင်းပြန်တယ်အဲ့တော့မိမကကလေးနှုတ်ပြက်တည်တည်စောင့်ပါဦးနောက်ကလေးမတ်တက်ပြည်တည်တည်စောင့်ပါဦးကလေးသူရက်တည်နေတည်တည်စောင့်ပါဦးနဲ့တရပြီးတရတလားပြီးတလားဆွဲလာတဲ့ခါကျတော့နောက်ကြတော့ဒီတိုင်းသာကြာချီလုံနေလို့ရှင်ငါကြီးမှန်းကျအောင်မမဟုတ်ဘူးဆိုတော့အဲ့ဒီသားအမိနှစ်ယောက်မသိခင်ထွက်ပြေးတယ်တဲ့ဘုရားလောင်းနောက်ထွက်ပြေးပြီးတော့တော်ထဲမှာသူရသေးဝရင်နဲ့တူတူပြောရရင်အဲ့ဒီမှာသူဇန်နေပါလိရတယ်ဇန်ရတဲ့အခါကျတော့လူလောကမှာတွေ့ကြုံခဲ့ရတဲ့အခြေအနေတွေနဲ့နှိုင်းဆိုင်ဘာမှပြောလို့နှိုင်းရှင်လို့မရတဲ့ချမ်းသာမျိုးကိုသူရတယ်ပေါ့တော့လွတ်လပ်တဲ့ပေါ်ပါတယ်ငြိမ်းအေးတယ်ဘာနှောင်ဖွဲမှမရှိဘူးဆိုတဲ့အနေအထားမျိုးနဲ့ချမ်းချမ်းသာသာကြီးသူနေရတယ်အဲ့ဒီမှာဇံကစားရင်းနဲ့ဇံချမ်းသာကိုခံစားရင်းနဲ့ဒီကာထာနှစ်ပုဒ်ကိုသူမကြခဏရွတ်ဆိုလေကျူးရင်နေနာတတလံဗန္ဒနာမဟုတ်တိတာယထာယတန္တာရုဇပပ္ပဇင်္စာတာရထရတမတိကုံတလေသူပုတ်တေသူဓာရီသူစာယာအပိခတန်နဲ့လှုပ်ထားတဲ့တေသားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုဉာဏ်ရှိတဲ့လူတွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့မဆိုကြဘူးတဲ့ဗရမ ्या နှတောင်းတွေလက်ဝက်လက်စားတွေဝတ်ထားတဲ့နောက်သားမရရဲ့ပုံမှာငဲ့ကွက်မှုလို့ဆိုတဲ့အဲ့ဒီအနှောင်ဖွဲ့ကိုသာလေပညာရှိတဲ့ပုဂ္ဂိုလ်တွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုရတယ်အဲ့ဒီအနှောင်ဖွဲ့ကတော့ရော့နေတယ်လို့ထင်ရတယ်ဒါပေမဲ့လို့ဖြေဖို့တော့အလွန်ခက်တယ်ဒါကိုပဲဣတံပိစိတဝါနာပြိပဇံတိအနာပိခိနောကာမတုခံပဟာယကာမချမ်းသာကိုပယ်ပြီးတော့အဲ့ဒီအနှောင်ဖွဲ့ကိုဖျက်တောက်ပြီးတော့နော်ကာမချမ်းသာရဲ့ပုံမှာငဲ့ကွက်မှုမရှိဘဲနဲ့ယဟန်ပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီကာမချမ်းသာတဲ့လွန်ကဲတာလွန်နဲ့မြင့်မားတဲ့ချမ်းသာလို့ဆိုတဲ့ဇန်ချမ်းသာကိုရမယ်ပေါ့နော်အဲ့ဒီတုန်းကလည်းပဲသူဒီကာထာနှစ်ပုဒ်ကိုရွတ်ဆိုခဲ့ဘူးတယ်ဆိုပြီးတော့မြတ်စွာဘုရားကနော်ဒီအကြောင်းအရာလေးကိုပြောပြပြီးတော့ဒီကာထာနှစ်ပုဒ်ကိုဟောတာအဲ့ဒီမှာဦးဇင်းတို့နီးဝန်းကျင်မှာရှိတဲ့တရားနာပေးတတ်တယ်တရားသူတရားမြတ်တွေရကြတယ်လို့ဒါဓမ္မပဒအထက်ကရာထဲမှာလည်းပဲအဲ့လိုဖွင့်ဆိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီမှာခိုင်မြဲတဲ့အနှောင်ဖွဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့တန်ရောစဉ်10ပါးရှိတယ်ဆိုတာကိုအလုံးကြားဝရတယ်ကျိုး10ချောင်းပေါ့အဲ့ဒီကျိုး10ချောင်းကအောက်ကိုဆွဲချနိုင်တဲ့ကျိုး5ချောင်းရယ်နော်အထက်ကနေပြီးတော့ဆွဲတင်ထားတဲ့ခြိထားတဲ့ကျိုး5ချောင်းရယ်ဆိုပြီးတော့ကျိုး10ချောင်းဥဒ္ဒံပါကိယအဒောပါကိယစားတော့အဲ့လိုသုံးတယ်နော်အထက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး5ချောင်းရယ်အောက်အဖို့ကိုရောက်စေတတ်တဲ့ကျိုး5ချောင်းရယ်အောက်ကိုဆွဲချနိုင်တဲ့ကျိုး၅ချောင်းကဘာတုံးဆိုတော့တက္ကာယဒိဋ္ဌိဆိုတဲ့ထင်ရှားဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘာဝတရားကိုပုဂ္ဂိုလ်တ attva လို့ငါလို့သူလို့ထင်မှတ်မှားနေတဲ့သဘောနော်အဲ့ဒီကျိုးကအောက်ကိုဆွဲချနိုင်အဝိသိကိစ္စတဲ့ယရဏမြတ်သုံးပါးနဲ့ပတ်သက်လို့သူတော်ကောင်းတရားနဲ့ပတ်သက်လို့တန်ခါနဲ့ဆုံးဖြတ်ချက်မချနိုင်မင်းနဲ့သူလို့တွေးတောပြီးတော့ယုံမတန်တရားဖြစ်နေတဲ့သဘောဒါလည်းပဲအောက်ကိုဆွဲမဲ့ကျိုးတစ်ချောင်းနော်နောက်တိလပတ္တပရမတ္တတန်ရောစဉ်အဲ့ဒါကဘာလဲဆိုတော့မဟာကြီးဆိုဘုရားကြီးရှင်းပြတာလေးကိုအမိပြုပြီးတော့ရှင်းပြရင်ပို့ပြီးတော့နားလည်နိုင်မဲခင်ရှင်ပါအကျင့်မြတ်တရားကလွဲလို့ကျန်တဲ့အကျင့်တွေကိုငြိမ်းချမ်းမှုအစစ်အမှန်ကိုရစေတယ်လို့စွဲယူတာအဲ့ဒါကိုတိလပတ္တပရမတ္တတန်ရောစဉ်စာထဲမှာဖွင့်ပြတာကခွေးကျင့်နွားကျင့်စရှိတဲ့အကျင့်တွေနဲ့ဖြူရှင်တန်ရှင်းနိုင်တယ်လို့ယုံကြည်တာမျိုးပေါ့
ဒါကိုပို့ပြီးတော့ကြည်ကြည်ပြည့်ပြည့်ပြောရရင်အဲ့ဒီမဟာရှိစောဘုရားကြီးပြောထားတာလေအရင်မှတ်သားစရာကောင်းနော်တတိပဋ္ဌာန်တရားမဂ်ခင်၈ပါးအစရှိတဲ့နိဗ္ဗာန်ရောက်ကြောင်းတရားမြတ်စွာဘုရားဟောထားတဲ့ဒီသူတော်ကောင်းတရားတွေကလွဲလို့တခြားတကယ်စစ်မှန်တဲ့စိတ်ရဲ့ငြိမ်းချမ်းမှုကိုရစေနိုင်တဲ့နိလန်းတွေရှိသေးတယ်လို့ထင်နေတာတခြားသောနိလန်းတွေကိုဒါလည်းပဲငြိမ်းအေးချမ်းတရားပါပဲလို့ထင်နေတာလွဲမှားတဲ့ပတ်ထင်မှုပေါ့နော်သီလပတ္တပရမတ္တတန်ရောစဉ်ဟုတ်လားဒါလည်းပဲအောက်ဆွဲတဲ့ကျိုးတစ်ချောင်းနောက်ကာမိဆန္ဒကာမဂုဏ်အာယုံရဲ့ပုံမှာနော်အလိုဆန္ဒတေကိုကောက်ရင်လောဘပေါ့လေနောက်အဲ့ဒီလောဘဟာလည်းပဲအောက်ဆွဲတတ်တဲ့ကျိုးတစ်ချောင်းနောက်ပြာပါဒတဲ့ဒေါသပေါ့နော်အဲ့တော့အောက်ကိုဆွဲချနိုင်တဲ့ကျိုး၅ချောင်းတနည်းအားဖြင့်အပယ်လေးပုံနဲ့မိတို့ရဲ့ဘဝကိုဆက်သွယ်ပေးထားတဲ့ကျိုး၅ချောင်းလို့လည်းဆိုနိုင်တယ်ပေါ့တက္ကာယဒိဋ္ဌိယဝိသိကိစ္စရဲ့သီလပတ္တပရမတ္တရဲ့ကာမိဆန္ဒရဲ့ဗျာပါဒရဲ့နောက်ဦးဇင်းတို့အထက်ကိုဆွဲပြီးတော့တင်နိုင်တဲ့နော်အထက်ဘုံဘဝတွေနဲ့ဆက်သွယ်ထားတဲ့ကျိုး၅ချောင်းလည်းရှိသေးတယ်တဲ့အလုံးကိုဖြတ်တောက်နိုင်မှအပြီးပိုင်လွတ်မြောက်မယ်ဆိုတဲ့အတိပ္ပယ်ကိုစဉ်းစားရင်းနဲ့ဒီအထက်ကျိုး၅ချောင်းကိုလည်းပဲမှတ်သားရမယ်ပေါ့ထက်ကျိုး၅ချောင်းကဘာလို့ပြောတော့ဆိုတော့ရူပယာကရူပယာကတန်ရောစဉ်ဆိုတာရူပပြမာတွေဖြစ်လို့တဲ့ရူပပြမာဘဝကိုတွေ့တာမေမောဆွဲမဲ့တဲ့လောဘဓာတ်တစ်မျိုးပေါ့အရူပယာကတန်ရောစဉ်တဲ့အရူပယာကဆိုတာကအရူပပုံဘဝပုံဌာနကိုဆွဲမဲ့တဲ့လောဘဓာတ်တစ်မျိုးပေါ့နောက်မာနတွေအထင်ရောက်မှုဥဒိစ္စတွေပြန့်လွင့်မှုအဝိဇ္ဇာတဲ့သစ္စာလေးပါးကိုမသိမှုအဲ့တော့ဦးဇင်းတို့ရူပယာကအရူပယာကမာနဥဒိစ္စအဝိဇ္ဇာဆိုပြီးတော့ဒါကဦးဇင်းတို့ဥဒ္ဒံဘာကိယတယောစဉ်၅မျိုးခုနတုန်းကအဒေါဘာကိယတယောစဉ်၅မျိုးအောက်ဆွဲတဲ့တရားရဲ့အပေါ်ဆွဲမဲ့တရားရဲ့အဲ့ဒီတန်ရောစဉ်10ပါးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မလဲဆိုတော့ဘုရားကြီးမဂ္ဂဒေဝလင်္ကာထဲမှာလင်္ကာလေးတွေရေးထားတာရှိကိလေသာနဲ့ပတ်သက်ပြီးတော့ရေးတာတွေလည်းရှိတယ်နိဝရဏနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်နော်ဥပါဒနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်အနုတ္တယနဲ့ပတ်သက်ပြီးတော့ရေးတာလည်းရှိတယ်ဦးဇင်းတို့တခါတောင်ဟောဖို့ပါသေးတယ်အနုတ္တယသို့မဟုတ်ချောင်းနေသောယံသူအနုတ္တယနဲ့ပတ်သက်ပြီးတော့စတော်ကြီးရေးခဲ့တဲ့လင်္ကာလေးကိုအခြေခံပြီးတော့ဟောတာပေါ့နော်ခုဒီမှာတန်ရောစဉ်နဲ့ပတ်သက်ပြီးတော့လည်းဆရာတော်ဘုရားကြီးကအလွန်တရာမှဉာဏ်ပညာကြီးမားကျေပြန့်တဲ့အတွက်ကြောင့်မှတ်သားစရာကောင်းရေးနိုင်တန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဤပါပကဘဝကူလီအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့မြဲလာပတ်နှောင်ကျိုးတန်နှောင်တို့မချောင်ကျက်တင်ဖွဲ့ချပြင်း၍ခပင်ပြောထူနတ်လူထူတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဇံတူများထူတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းခြင်းရာမသွားတာခဲ့ပထမတစ်ပိုက်ကနော်တန်ရောစဉ်လို့ဆိုတဲ့ယုံညံ့တဲ့တရား10မျိုးရှိတယ်တဲ့အဲ့ဒီတရား10မျိုးကဒီဘဝ9ပါးမှာဖြစ်သည်များတတ္တဝါတွေကိုနော်မြဲလှပတ်နှောင်ကျိုးတန်လှောင်တို့တန်ကျိုးနဲ့နှောင်ဖွဲ့ထားတယ်လို့ချီပတ်ထားတယ်လို့မချောင်ကျက်တင်ဖွဲ့ချီပြင်း၍မချောင်ကျက်တင်ဖွဲ့ချီပြင်း၍နော်စကလုံးသုံးလုံးတွေကအရင်မျက်စိထဲမှာထင်သာမြင်သာရှိတယ်ခပင်းပြောတူနဲ့လူတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်ဇံတူများထူတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းခြင်းရာမသွားတာခင်အဲ့ဒီကျိုး10ချောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်ဒီသတ္တဝါတွေဟာနော်ဒီတန်တရားဝတ်တွင်းမှာပဲကျင်လဲနေကြရတယ်တဲ့တကယ်စစ်မှန်တဲ့ချမ်းသာနိဗ္ဗာန်ကြီးရောက်အောင်သူတို့ဟာဟောက်ပြီးတော့မထွက်နိုင်ကြဘူးတဲ့ဒီကျိုး10ချောင်းနဲ့ချီခံထားရတဲ့အတွက်ကြောင့်မလွတ်မလပ်ပဲနေကြရတယ်တန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဤပံပကဘဝကူလီအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့ဒီနေ့မှာဘဝကူလီဆိုတဲ့စကားလေးကိုလည်းပဲနားလည်ဖို့လိုတယ်ပေါ့နော်တတ္တဝါဒဘုံကိုဝါနဲ့လို့တချို့လည်းပဲဒီလိုကြက်မှတ်ထားတာလေးတွေရှိတယ်ဟုတ်လားဘဝတွေကိုမြတ်စွာဘုရားအမျိုးမျိုးပိုင်းပြီးတော့ပြတာတွေရှိတယ်ကာမဘဝရူပဘဝအရူပဘဝလို့နော်ဘဝကို3မျိုးပိုင်းတာလည်းရှိတယ်နော်ဒီမှာတော့ဘဝကို9မျိုးပိုင်းခြားပြီးတော့ပြောတယ်ပေါ့အဲ့ဒါကဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာလည်းပဲများစွာပါပါတယ်တဘဝ9ပါးဆိုတာကဘာတွေကိုပြောတာတော့ကာမဘဝရူပဘဝအရူပဘဝလို့3ပါးကိုအခြေခံအရင်မှတ်ရကာမဘဝဆိုတာကအပေလေးပုံနဲ့လူဘဝနတ်ဘဝကိုကာမဘဝလို့မှတ်ရတယ်။နောက်ရူပဘဝဆိုတာကရူပဇမပြီဒါကိုရူပဘဝလို့မှတ်ရတယ်
အရူပဘဝဆိုတာကရုပ်မရှိတဲ့အရူပဘုံကိုအရူပဘဝလို့အရူပဘုံမှာဖြစ်နေကြတဲ့ဗြဟ္မာတွေကိုအရူပဘဝပေါ့နော်ရူပဘုံမှာဖြစ်နေကြတဲ့ဗြဟ္မာတွေကိုရူပဘဝကျန်တဲ့နတ်ပြည်ဗြဟ္မာနတ်ပြည်လူပြည်နော်အပေလေးဘုံမှာဖြစ်နေကြတဲ့တရားတွေကိုကာမဘဝလို့ကာမဘုံလို့ဒီလိုမှတ်ရတယ်ကာမရူပအရူပပြီးတော့ဗာလို့တင်ကြီးတဲ့အတင်ကြီးတဲ့နေဝတင်ကြီးနာတင်ကြီးအတင်ကြီးဘဝအတင်ကြီးဘဝနေဝတင်ကြီးနာတင်ကြီးဘဝတင်ကြီးဆိုတာဘာပြောအောင်ဆိုတင်ညာရှိတဲ့ဘဝကိုယ်တော်မတို့ဦးဇင်းတို့ရနေတဲ့ဘဝဟာအဲ့ဒီတဲ့ကိုလည်းအကျုံးဝင်တယ်တင်ညာရှိကြတဲ့တရားတွေပေါ့နော်နတ်တွေလည်းပဲဒါတင်ညာရှိကြတဲ့တရားတွေဗြဟ္မာတွေထဲမှာလည်းတင်ညာရှိတဲ့ဗြဟ္မာတွေရှိရနော်အဲ့တော့အတင်ကြီးဆိုတာတင်ညာမရှိတဲ့ဘုံဘဝကိုပြောတာတတ္တဝါတွေနေထိုင်ရဘဝကိုပြောတာအတင်ကြီးနော်တခါနေဝတင်ကြီးနာတင်ကြီးဆိုတင်ညာရှိသည်လေးမဟုတ်တင်ညာမရှိသည်လေးမဟုတ်နော်နေဝတင်ညာနာတင်ညာယနာဘုံမှာတောင်းနေကြတဲ့တရားတွေကိုရည်ညွှန်းတာနော်အဲ့တော့6မျိုးရှိသွားပြီနော်နောက်ဦးဇင်းတို့ခန္ဓာ၅ပါးနဲ့ခန္ဓာဆိုတဲ့အစုအဖွဲ့နဲ့ပိုင်းဖြတ်ပြီးတော့ပြတာလည်းရှိသေးတယ်အဲ့ဒါကဘာလို့ဆိုဧကောကာရဘဝစတုဩကာရဘဝပြင်စောကာရဘဝဧကောကာရဆိုတာခန္ဓာတစ်ပါးပဲရှိတဲ့ဘဝနော်အတင်ညတပုံဘဝတွေကိုလည်းပဲတချို့ကြားဘူးလိမ့်မယ်လို့ထင်နော်အတင်ညတဗြဟ္မာဆိုတဲ့ကြားဘူးတယ်မဟုတ်လားအေးဟုတ်ခန္ဓာတစ်ပါးပဲရှိတယ်နော်နာခန္ဓာ၄ပါးမရှိဘူးယုတ်ခန္ဓာပဲရှိတယ်နောက်စတုဩကာရဆိုတာနာခန္ဓာ၄ပါးပဲရှိတယ်ခန္ဓာ၄ပါးပဲရှိတယ်ခန္ဓာ၅ပါးမစုံဘူးပေါ့နော်နောက်ပြင်စောကာရဆိုတာခန္ဓာ၅ပါးစုံတယ်ဒါကဘုဟုတ္တပြောပြတယ်နော်ကာမဘဝရူပဘဝအရူပဘဝတင်ကြီးဘဝအတင်ကြီးဘဝနေဝတင်ကြီးနာတင်ကြီးဘဝဧကောကာရဘဝစတုဩကာရဘဝပြင်စောကာရဘဝဘဝကိုကိုမျိုးပိုင်းပြီးတော့နားလေကြည့်တာဒါကိုဆိုကြီးကရေးတာတန်ရောစဉ်ဟုရှေရှင်ဓမ္မဤပံပကဘဝကုလိအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များ၌မြဲလှပတ်နှောင်ကျိုးတန်လှောင်တို့မချောင်ကျက်တင်ပွဲချီပြင်း၍ခပင်းပြောထုနတ်လူတို့ဖြစ်တိုင်းကိုလည်းပုဂ္ဂိုလ်စံတူများတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းငြိမ်းရာမသွားတာကေမသွားတာဘူးဆိုတဲ့စကားလုံးလေးသေချာခန်းစားကြည့်နော်မလောက်တာဘူးဟုတ်လားအကြောင်းမျိုးကြောင့်ဒီတွေကနေမထွက်တာဘူးစကားလုံးအသုံးနှုန်းတွေကတေသေးချာလေးစစ်စစ်ပေါက်ပေါက်တွေးကြည့်ရင်အလွန်ရတာရှိတယ်နော်သူကပြောလို့တဲ့သဘောလေးတွေကိုမြင်ရတယ်ပေါ့ဟုတ်လားဝကင်းချင်းရမသွားတာခဲ့ဘာလို့မသွားတာတော့နော်အဲ့ဒီတန်ရုပ်တင်ကျိုးတွေကမချောင်ကြက်တင်ဖွဲ့ချီပြင်းပြီးဖွဲ့ထားတာချီထားတာချောင်းကိုမချောင်ဘူးအလွန်ကိုကြက်ကြက်တဲ့ချီခံထားရတယ်နော်မချောင်ကြက်တင်ဖွဲ့ချီပြင်းပြီးခပင်းပြောထုနတ်လူထိုနော်ဖြစ်တိုင်းကိုလည်းပုဂ္ဂိုလ်စံတူများတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းချင်းရမသွားတာခဲ့ဒီတည်းပဲနေရတာနဲ့ပဲချိန်ကုန်နေတယ်ပေါ့ဆိုလိုတာအဲ့ဒါကိုဆက်ပြီးတော့ဆိုရဘလို့ရေးတော့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝကင်းချင်းရမသွားတာခဲ့ကာမရာဂဘဝစသည်တဲ့ဒါကတန်ရောစဉ်10ပါးကိုသူကအတူချုပ်လေးပဲပြောလိုက်တော့ကာမရာဂတန်ရောစဉ်ဘဝရာဂတန်ရောစဉ်ဟုတ်လားအဲ့ဒီတန်ရောစဉ်တွေဟာကာမရာဂဘဝစသည်လူတို့ပြည်ဝဲကြာကြီးမကတိမ်မွေ့လာတာအလွန်တိမ်မွေ့တဲ့ကြိုးမျိုးပေါ့တန်ရောစဉ်တရားကြာကြီးမကတိမ်မွေ့လာတာဒေဝဗန္ဒနာနတ်မနှမျိုးနတ်တို့ကျိုးထက်ထဘိုးလံကစစလွန်၍အဗန္ဒရာဟရယ၌ဖွက်ထတိမ်မွေ့ချီနှောင်လေလေဒေဝဗန္ဒနာနတ်မနှမျိုးနတ်တို့ကျိုးထက်တဲ့နတ်တွေရဲ့ကျိုးတဲ့တောင်ခိုင်မြဲတယ်တဲ့အဲ့တော့ဒီနေ့မှာနတ်တွေရဲ့ကျိုးဆိုတာ ਨੇ ပတ်သက်ပြီးတော့ကောင်းတဲ့ပေါ်လာတာလေးတခုတရားမင်းနဲ့အာဝိန္ဒာနဲ့အတူတာနဲ့နော်ရန်သူတွေစစ်ဖြစ်ကြတယ်ဆိုတာကဒါမြတ်စွာဘုရားရဲ့ဟောပြောချက်ဒေသနာတွေကိုခြေခံပြီးတော့လူသားတွေသိခွင့်ရတယ်နော်အဲ့မှာအတူရာတွေဘက်ကနော်ခေါင်းဆောင်နမင်းကြီးကနော်တရားမင်းရဲ့နတ်မိဖုရားသူစာရဲ့ဖခင်မဲတော်ပဲလေအဲ့တော့ပြောရင်တာကအဲ့ဒီဝိပဿိတိအတူတာနဲ့နော်တရားမင်းကတစ်ဖက်ခေါင်းဆောင်ပေါ့အဲ့ဒါတရားမင်းကလည်းတာဝရိတန်တတ်တွေကိုမှားထားတယ်တကယ်လို့တို့နိုင်လို့ရှိရင်အတူတာတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဝိပဿိတိကိုနှောင်ဖွဲ့ပြီးတော့ငါးစီကိုခေါ်ခဲ့ဝိပဿိတိကလည်းပြောထားတယ်တဲ့သူ့ရဲ့အတူရာတွေကိုတို့နိုင်လို့ရှိရင်ဒီတရားမင်းတာဝရိတန်တို့ရဲ့ခေါင်းဆောင်တရားမင်းကိုအနှောင်ဖွဲ့လေပင်လျင်၅ခုမြောက်ရှိတဲ့အနှောင်ဖွဲ့ကိုနှောင်ဖွဲ့ပြီးတော့ငါးစီကိုခေါ်ခဲ့လို့အဲ့လိုချင်းချင်းမှားထားတယ်တဲ့အဲ့ဒါတစ်ချိန်မှကျတော့တိုက်ကြခတ်ကြရင်းနဲ့တာဝရိတန်တွေကနိုင်တယ်တဲ့နိုင်တဲ့အခါကျတော့တာဝရိတန်တွေကအဲ့ဒီဝိပဿိတိသူရိန်ကြီးကိုနှောင်ဖွဲ့ပြီးတော့တရားမင်းကြီးခေါ်သွားတယ်
ဟိုကြတော့တရားမင်းကသူ့ကိုနတ်တို့ရဲ့ကျိုးပေါ့နော်ဒါကစဉ်းစားတရားလေးပြောတယ်သူ့ကိုနှောင်ဖွဲ့ထားတယ်ခြေနဲ့ချောင်းလက်နဲ့ချောင်းလယ်ပင်ငါးခုအနှောင်ဖွဲ့ထားတယ်အဲ့ဒီအနှောင်ဖွဲ့ကဘယ်လောက်နုံညံ့သိမ့်မွေ့လဲဆိုရင်တဲ့အဲ့ဒီဝိပဿိတိအတူရိကြီးရဲ့စိတ်ထဲမှာဟောဒီတရားမင်းကအလွန်ယုံညံ့တဲ့လူအလွန်ယုံညံ့တဲ့နတ်ပဲဒါကြောင့်သူ့ကိုငါတိုက်ခိုက်တင်တယ်သူကမကောင်းဘူးလို့တရားမင်းကိုမကောင်းဘူးလို့ဆိုးတယ်လို့ထင်နေတယ်မြအဲ့ဒီအနှောင်ဖွဲ့ကလို့ကိုမလွတ်ဘူးတဲ့ကြက်ကြက်တဲတဲနေရတယ်ဩတရားမင်းကမှန်ပါတယ်ငါကမှားတာလို့တရားမင်းကောင်းတယ်လို့မြင်တယ်အဲ့ဒီအနှောင်ဖွဲ့မရှိဘူးတဲ့နှောင်ဖွဲ့လွတ်နေတယ်သူ့စိတ်ထဲကပြောင်းလဲလိုက်တာနဲ့အနှောင်ဖွဲ့ကနော်လွတ်ချင်းမလွတ်ချင်းဖြစ်နေတယ်ကောင်းတယ်လို့ထင်တာနဲ့အနှောင်ဖွဲ့လွတ်တယ်တရားမင်းမကောင်းဘူးလို့ထင်တာနဲ့အနှောင်ဖွဲ့ပြီးသားဖြစ်တယ်ဘယ်လောက်နုံညံ့သိမ်မွေးတဲ့အနှောင်ဖွဲ့တယ်နော်စိတ်ပေါ်မှာမူတည်ပြီးတော့ကိုဖြစ်နေတာတရားမင်းကောင်းတယ်လို့ထင်တာနဲ့လွတ်တယ်မကောင်းဘူးထင်တာနဲ့နှောင်ဖွဲ့ပြီးသားဖြစ်တယ်ကဲနော်အဲ့ဒါကိုစလိုကြီးကဒီမှာဒေဝပန္ဒနာနတ်မှာနတ်မျိုးနတ်တို့ကျိုးထက်တဘိုးလံကဆဆလွန်၍အဲ့ဒီနတ်တွေရဲ့ကျိုးထက်အစာပေါင်းများစွာတာလွန်ပြီးတော့နုံညံ့နဲ့သိမ်မွေးတယ်ခိုင်မြဲတယ်နော်ဒေဝဗန္ဒနာနတ်မနမျိုးလက်တို့ကျိုးတဲ့တဘိုးလကစစလွန်၍အပန္တရာဟရယ၌ဖွက်ထသိမ့်မွေချီနှောင်လေးလေးရတယ်ဘယ်မှာချီထားတာတုံးဆိုတော့အော်ဒီဟရယဝတ္ထုမှာမီးနေတဲ့စိတ်ကိုချီထားတာတဲ့ကျိုးဆယ်ချောင်းနော်အပန္တရာဟရယ၌ဖွက်ထသိမ့်မွေချီနှောင်လေးလေးရမရွေ့စအားတဲ့ရွေ့လို့ကိုမရဘူးတဲ့သူ့ရဲ့စကလုံးတစ်လုံးစီအတိပ္ပယ်ခက်စစ်ဖွက်နေလို့ရှင်တရားပြီးမှာမဟုတ်ဘူးနော်အပန္တရာဟရယ၌ဖွက်ထသိမ့်မွေချီနှောင်လေးလေးမရွေ့စအားသားမယားနဲ့တိုင်းကားပြည်ရွာမကွာစနိုင်သက်ဆုံးတိုင်ဤတဲ့ဒီလိုနဲ့ပဲသိရတာပဲပေါ့အသက်ဆုံးထိနေသွားတာပဲပေါ့လက်ကင်မထိမျက်စိမထင်ကျိုးဆယ်မြင်ဖြင့်သို့တင်မပြတ်ဆဲခွေးပတ်ပြီးတဲ့ကဲတရားစဉ်ကိုပြောပုံလေးနော်လက်နဲ့ကင်လို့လည်းမထိဘူးတဲ့ကင်လို့မရမျက်စိထဲမှာလည်းမထင်ဘူးတဲ့ကြည့်လို့လည်းမြင်ရတာမဟုတ်ဘူးနော်လက်ကင်မထိမျက်စိမထင်ကျိုးဆယ်မြင်ဖြင့်ကျိုးဆယ်ကြောင်းသို့တင်မပြတ်ဆဲခွေးပတ်ပြီးမလွတ်နိုင်ကြကိုဘဝဝင်ကိုဘဝထပ်ပြီးတော့လာပြန်ပြီနော်နင်းညာညင်းညူကြွကြွဆူနဲ့ညူညူဆူဆူဟင်းရဲ့ဥရတီဥမချီထိုင်တီပြင်းပြပူတော့ကနဲ့ကြောက်ကြထိုးဤတဤဤလင်ကတိလင်ဒမဆုံးစအောင်ဒုက္ခလွန်ကဲချီနှောင်မြဲသည်ဆင်းရဲတပေပေနဲ့သာတမုံအဲ့လိုလေးဆုံးတတ်တယ်ကြပြရေးတဲ့နေရာမှာတော့နော်ဆရာတော်ကြီးကအတုမရှိလို့ပြောရမှာနော်အဲ့မကားဒေဝကျမ်းကြီးကိုနော်လေ့လာပြီးတော့ဖတ်ရှုတဲ့အလေးချင်းလှုပ်ကြည့်ဘယ်ပိုက်ကိုပဲဖတ်တချို့ဟာတွေတော့လည်းနားမလဲတာလေးတွေလည်းပါမယ်သူကပောရဏစကားတွေအဲ့တချို့စကလုံးတွေဟောတာတွေကြာတော့နားမလဲဘူးဒါကြောင့်တချို့ဆိုလို့ရှိရင်အဲ့ဒီဥစ္စာကိုထပ်ပြီးတော့ဒါကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ကျမ်းကိုရေးနိုင်ဖို့တိတ်မလွယ်ဘူးတချို့ထပ်ပြီးတော့ဖွင့်ရတာတွေလည်းရှိတယ်မကားတွေဟောနော်အဲ့ဒါဒီမှာစတော်ကြီးရေးထားတဲ့ဒီတန်ရောစဉ်နဲ့ပတ်သက်တဲ့လင်္ကာလေးကတန်ရောစဉ်တရားရဲ့သဘောတဘာဝကိုနားလည်အောင်ကြိုးစားတဲ့နေရာမှာအထောက်အကူပြုတယ်ပေါ့တန်ရောစဉ်ဟုဆယ်စဉ်ဓမ္မဣပပကဘဝကိုလိအတင်ကြီးနဲ့တင်ကြီးနေဝဖြစ်သည်များနဲ့မြဲလာပတ်နောင်ကျိုးတန်လောင်သူမချောင်ချက်တင်ဖွဲ့ချီပြင်း၍ခပင်းပြောတူနတ်လူတူတို့ဖြစ်တိုင်းကိုနဲ့ပုဂ္ဂိုလ်စံတူများအထုတို့ဝိစုအတွင်ကျင်လေခြင်းဖြင့်ဝိကင်းခြင်းရမသွားတာကေကာမရာဂဘဝစသည်လူတို့ပြည်ဝဲကြာကြီးမကတိမ်မွေးလာတာဒေဝဗန္ဒနာနတ်မနတ်မျိုးနတ်တို့ကျိုးတဲ့တဘိုးလံကန်စစလွန်၍အပန္တရာဟရယ၌ဖွက်ထတိမ်မွေချီနှောင်လေးလေးရမရွေစအားသားမယားနဲ့တိုင်းကားပြည်ရွာမကွာစနိုင်သက်ဆုံးတိုင်၏လက်ကင်မတိမျက်စိမထင်ကျိုးဆယ်မြင်မြင်သို့တယ်မပြတ်ဆဲခွေပတ်ပြီးမလွတ်နိုင်ကြကိုဘဝဝဲနင်းညညင်းညူကြွကြွဆူနဲ့ညူညူဆူဆူဟိဟဲဥ၍တီးဥမချိထိုင်တီပြင်းပြပူတော့ကနဲ့ကြောင်းကြထူဤတဤဤလျင်ကတိလင်ဒမဆုံးစအောင်ဒုက္ခလွန်ကဲချီနှောင်မြဲသည်ဆင်းရဲတပေပေနဲ့သာတမို့ဒုက္ခတွေနဲ့ပဲအမြဲတမ်းပေးကြံနေတယ်ပေါ့နော်ကိုဘဝနော်ဘာလို့တော့ဒီနေရာကဘာလို့မလွတ်တာတော့လို့မေးရင်ကျိုးဆယ်ချောင်းကကိုကိုချီထားလို့ဟုတ်လားဆက်ပြီးတော့ဦးဇင်းတို့ဗာပြောချင်တော့ဆိုတော့အဲ့ဒီကျိုးဆယ်ချောင်းထဲမှာဘယ်ကျိုးဟာဆိုးဆုံးလဲဘယ်ကျိုးကအဓိကအကျဆုံးလဲဆိုတာလေးကိုစဉ်းစားကြည့်ဖို့ဘယ်ကျိုးဟာဆိုးဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိဆိုတဲ့ကျိုးဟာအဆိုးဆုံးပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်ခိုင်မာတဲ့အကြောင်းပြချက်တစ်ခုပြကြည့်နော်အဲ့ဒီတက္ကာယဒိဋ္ဌိဆိုတဲ့ကျိုးကိုသာအပြည့်သက်ဖြတ်တောက်နိုင်မယ်ဆိုလို့ရှိရင်ကျန်တဲ့ကျိုးတွေကအချိန်အနှင်းနဲ့အမြန်ဆိုလို့တေချာပေါက်ပြတ်ရမှာပဲသူမပြတ်သေးတဲ့မြတ်ကျန်တဲ့ကျိုးပြတ်ဖို့မျှော်လင့်ချက်မရှိဘူးသူပြတ်ပြီးပြီဆိုလို့ရှိရင်တော့ကျန်တဲ့ကျိုးတွေကတိတ်မကြဘူးအလုံးစုံကာမဘုံဘဝ9ဘဝလောက်နေပြီးရင်အကုန်လုံးပြတ်တော့မှာဟုတ်လားဒါကြောင့်တက္ကာယဒိဋ္ဌိဆိုတဲ့ဒီကျိုးရဲ့သဘာဝကိုကောင်းကောင်းနားလည်အောင်ကြိုးစားရမယ်
စောစောကလည်းပဲထိုက်လျောက်ပြောခဲ့ပြီးသားဒီတက္ကာယဒိဋ္ဌိနဲ့ပတ်သက်တဲ့အဓိပ္ပာယ်ကလည်းပဲများသောအားဖြင့်နားရည်ဝပြီးသားအကြောင်းအရာတစ်ခုပါနော်တက္ကာယဒိဋ္ဌိမူရင်းစကားလုံးပါဟုတ်လားတက္ကာယကာယဆိုတာအပေါင်းပဲတဆိုတာထင်ရှားရှိနေတာထင်ရှားဖြစ်နေတာဒိဋ္ဌိဆိုတာအဲ့ဒါရဲ့ပုံမှာအမျိုးမျိုးထင်နေတာထင်ရှားဖြစ်နေတဲ့သဘာဝတရားရဲ့ပုံမှာအထင်မျိုးမျိုးမှားနေတာအဲ့ဒါကိုတက္ကာယဒိဋ္ဌိအကျဉ်းမြင်လေးပြောရတယ်နော်တော့ထင်ရှားဖြစ်နေတာကဘာတုံးဆိုတော့ရုပ်ဓာတ်နာမ်ဓာတ်သဘာဝတရားတွေပေါ့အကြောင်းအားလျော်ဆိုတာဖြစ်နေတာပဲနောက်တစ်စုံတစ်ယောက်ကဖန်ဆင်းလို့ဖြစ်နေတာတော့မဟုတ်ဘူးသူကသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဟုတ်လားသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်နေတာဒါဘယ်တော့မှစပြီးတော့ဖြစ်တာတော့ဘာတော့ညာတော့တွေးဖို့ဆိုတာတော့အရန်ကိုညင်မဲ့သိသိနိုင်တဲ့အနေအထားကိုရောက်မှာနော်ဟုတ်လားခုလုံးလုံးစေဒီယုတ်ဒီနာကိုကိုယ့်ရဲ့ဉာဏ်နဲ့သိလို့ရတဲ့အနေအထားကိုဝေဖန်ကြည့်ပိုင်းဖြတ်ကြည့်အခုဖြစ်နေတဲ့သဘာဝတရားလေးတွေကဘာကြောင့်ဖြစ်လဲသူ့အရင်ကဖြစ်ခဲ့တဲ့ယုံနာကိုပဲအမိပြုတ်ပြီးတော့အကြောင်းပြုတ်ပြီးတော့ဖြစ်နေတာပဲခုကြားတယ်ဆိုတာနားမရှိဘဲနဲ့မကြားရဘူးနော်အသက်မရှိဘဲနဲ့မကြားရဘူးနော်ဟုတ်တယ်မဟုတ်လားထပ်ပြီးတော့အကြောင်းအကျိုးဆင့်ပြီးတော့ဆက်ပြီးတော့ဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်ဒီကြားတာကိုပဲအကြောင်းပြုတ်ပြီးတော့စကလုံးတွေကိုမျိုးမျိုးပုံဖော်မယ်စိတ်ထဲမှာအလုတ်လုံးမယ်မှတ်သားထားတဲ့သင်ညာတွေနဲ့ပေါင်းပြီးတော့အလုတ်လုံးမယ်ပေါ့နော်အဲ့မှာအတိပ္ပယ်ပေါ်လာပြီဆိုလို့ရှိရင်နားလည်မှုတစ်ခုရမယ်အဲ့ဒီနားလည်မှုကိုအခြေခံပြီးတော့ကောင်းတယ်ဆိုတယ်ခံစားမယ်အဲ့ဒီခံစားမှုကိုအခြေခံပြီးတော့ကောင်းရင်ကောင်းတယ်ထင်ရင်ကောင်းတယ်ထင်တယ်လို့တုံ့ပြန်မယ်မကောင်းမှုထင်ရင်မကောင်းမှုထင်တယ်လို့တုံ့ပြန်မယ်ဒီလိုသွားနေတာအဲ့ဒါတွေကဘယ်လိုလုပ်ဖြစ်နေတုံးဆိုတော့သူ့အကြောင်းကျိုးဆက်ပြီးတော့ဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်တော့ဒီအချိန်မှာဒီလိုတရားစကားကိုနားထောင်မနေဘူးတဏှာမှာရောက်နေမယ်ဆိုရင်ဒီလိုယုံနာမျိုးဒီလိုအနေအထားမျိုးဒီလိုအတွေးမျိုးဒီလိုစိတ်ကူးမျိုးဒီလိုခံစားချက်မျိုးဖြစ်လာကြအကြောင်းမရှိဘူးအဲ့ဒီနေရာအဲ့ဒီအချိန်မှာအဲ့ဒီအကြောင်းတရားနဲ့နော်ဆက်ပြီးတော့အဲ့ဒီအကြောင်းတရားနဲ့နော်ဘယ်လိုပြောမလဲအဲ့ဒီအကြောင်းအားလျော်ဆိုတာဖြစ်နေမဲ့အကျိုးရလဒ်တွေပဲဖြစ်နေမယ်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်ဒီဥစ္စာနော်အခုချိန်မှာတမင်းစားနေမယ်ဆိုလို့ရှိရင်အဲ့ဒီတမင်းစားတာနဲ့ပတ်သက်တဲ့ဆက်တဲ့အကြောင်းကျိုးဆက်ပြီးတော့ရုပ်တည်နေဆက်ဖြစ်နေမှာပေါ့ခုတရားနာနေတဲ့အခါကျတော့တရားနာတာနဲ့ပတ်သက်ဆက်တဲ့သဘာဝတရားတွေထပ်ပြီးတော့ဖြစ်နေမယ်ပေါ့ဒါတော့တယောက်နဲ့တယောက်တော့ဖြစ်တာချင်းတူတယ်လို့တော့မဆိုနိုင်ဘူးနော်ဟိုဒီစကားသားကိုကိုဘလို့အဓိပ္ပာယ်ဖော်မလဲကိုဘလို့နားလည်မလဲအဲ့ဒီမှာတယောက်နဲ့တယောက်ကွဲပြားသွားမယ်ပေါ့အဲ့ဒီနားလည်မှုကွဲပြားသွားတာကိုအကြောင်းပြုပြီးတော့ပြန်လဲတုံ့ပြန်မှုခံစားရမှုဘယ်လိုနည်းနဲ့မှတယောက်နဲ့တယောက်မတူနိုင်ဘူးဟုတ်ရဲ့လားအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီသဘာဝတရားတွေဟာသူ့ဟာသူအကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတာဘယ်တော့မှအစဖြစ်တာလဲဆိုတာကိုမစဉ်းစားနဲ့နော်အစကိုပြောလို့မရလောက်အောင်ရှည်လဲရလာပြီလို့မြတ်စွာဘုရားအဲ့လိုဟောခဲ့တယ်အနတ်မတက်ခောယံတန်တာဟောဒီတန်တရားရဲ့အစဆိုတာပြောလို့မရလောက်အောင်နော်ဉာဏ်ထဲမှာမထင်ရှားလောက်အောင်ရှည်လျားခဲ့လာပြီလို့ဒီလိုပြောတာဟုတ်လားအဲ့တော့ပြောချင်တာကဘာလဲတက္ကာယဒိဋ္ဌိကိုပြောချင်တာနော်ဒီထင်ရှားဖြစ်ပေါ်နေတဲ့သူ့အတူအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့တက်သဘာဝတရားအစုကိုတရားဓမ္မတို့ဦးဇင်းတို့တွေကအမျိုးမျိုးထင်နေတယ်ဘလို့ထင်နေတော့ပုဂ္ဂိုလ်တ attva လို့ထင်တယ်ငါလို့ထင်တယ်သူလို့ထင်တယ်အဲ့ဒါနဲ့ပတ်သက်ဆက်ပြီးတော့ငါဟာလို့ထင်တယ်သူဟာလို့ထင်မယ်ငါနဲ့ယဉ်နေတဲ့လူလို့ထင်မယ်ငါနဲ့မယဉ်နေတဲ့လူထင်မယ်မျိုးမျိုးပေါ့နော်မဆုံးနိုင်ဘူးတက္ကာယဒိဋ္ဌိကိုအခြေခံပြီးတော့ထပ်ပြီးတော့လွဲသွားတာမှားသွားတာတွေအများကြီးမရှိဘူးလားတကယ်တမ်းကပြင်စဉ်းစားကြည့်တယ်ပေါ့နော်ဒီတက္ကာယဒိဋ္ဌိကိုအခြေခံပြီးတော့ပဲလောဘဒေါသတွေကပြင်းပြင်းထန်ထန်ဖြစ်ကြတာဒါကိုယ့်ကိုယ်လေးမိသလောက်ညံလေးနဲ့တွေးကြည့်တာအကယ်၍တက္ကာယဒိဋ္ဌိသာမရှိဘူးဆိုလို့ရှိရင်လောဘဒေါသတွေကအဲ့လောက်ပြင်းထန်စရာအကြောင်းမရှိဘူးဩကိုတတ္တဝါလို့ထင်လို့သာလင်ဆွဲမဲ့မှုကအကြီးအကျယ်ဖြစ်တယ်မကျေနပ်မှုကလည်းအကြီးအကျယ်ဖြစ်တယ်ဆိုကြပါစို့အခုတယောက်ကအောက်ကနေကိုယ်ကိုလှမ်းဆဲမယ်ဆိုရပါစို့နော်စိတ်တုံမယ်ပေါ့နော်နာမည်ခေါ်ပြီးတော့ဆဲလိုက်မယ်ဆိုစိတ်တုံပြီးမှဆင်းကြည့်တယ်ဟာအဲ့ဒါကလူမဟုတ်ဘူးစက်ရုပ်ကြီးပဲတကယ်လို့သာအဲ့လိုမြန်ဖြစ်မယ်ဆိုလို့ရှိရင်စိတ်တူမလားရေကျင်သိတောင်ပေါက်သွားမှာနော်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတာသိလိုက်တာနဲ့စိတ်ထဲမှာနော်ဒီဒေါသအတိုင်းတာအများကြီးလျော့ကြမသွားဘူးလားလျော့ကြသွားတယ်ဟုတ်လားအဲ့ဒါလိုပဲဆွဲမဲ့မှုဆိုတာလေတွက်ကြည့်သဘာဝတရားတက်ဆိုတဲ့အမြင်ရှိလို့ရှိရင်ဒီလောက်ကြီးမဆွဲမဲ့ဘူးပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်မှားမှုကိုအခြေခံထားမယ်အဲ့ဒါပါနေမယ်ဆိုရင်ဆွဲမဲ့မှုကရှိတယ်နော်ဒါကြောင့်ဒီပုဂ္ဂိုလ်တ attva လို့ထင်တဲ့အထင်ကလေးကိုနားလည်မှုရှိအောင်အများကြီးစဉ်းစားကြည့်နော်ဒါတမ်းမလို့ကျိုးဆယ်ကြောင်းထဲမှာဘယ်ကျိုးဟာအရေးကြီးဆုံးတော့အဓိကကြဆုံးလို့မေးရင်တက္ကာယဒိဋ္ဌိပဲသူမှားယွင်းမှုကြီးပဲလေတကယ်တမ်းအဲ့ဒီမှားယွင်းမှုကြီးကိုအားနည်းသွားနောက်ဆုံးပျောက်ဖို့ဆိုတဲ့မျှော်မှန်းခြင်းနဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေဒီသတိပဋ္ဌာန်ဘာဝနာလုပ်ကိုကြိုးစားကြရတာဟိုကမှားယွင်းနေတာကဘယ်ပုံမှာမှားယွင်းနေတာလို့မေးဒီယုတ်ဒီနာဒီသဘာဝတရားရဲ့ပုံမှာပဲမှားယွင်းနေတာဒီခန္ဓာ၅ပါးရဲ့ပုံမှာပဲမှားယွင်းနေတာ
ဒါကြောင့်သူ့ပေါ်မှာမမှားယွင်းအောင်သူ့ကိုပဲသတိထားပြီးတော့ကြည်ကြရနော်ရှင်အနန္ဒာကိုရှင်ဗုဒ္ဓမထေရကနော်မှန်ကိုဥမာပေးပြီးတော့ဟောတဲ့တရားဒေသနာလူတိုင်းကြားဘူးနော်မှန်ကိုအစွဲပြုတ်ပြီးတော့မှန်ထဲမှာပုံရိပ်ကြီးထင်လာဟုတ်လားအဲ့ဒါလိုပဲခန္ဓာ၅ပါးကိုအစွဲပြုတ်ပြီးတော့ငါလို့ထင်တဲ့သူလို့ထင်တဲ့ဆိုတဲ့အဲ့ဒီအထင်တွေတက္ကာယဒိဋ္ဌိတွေဟာဖြစ်လာတယ်အဲ့လိုဆိုလို့ရှိရင်ဒီကာလမတ်ဦးဇင်းတို့တွေဒီခန္ဓာ၅ပါးကိုအစွဲပြုတ်ပြီးတော့ဖြစ်လာတဲ့ဒီမှားယွင်းမှုကိုဖျောက်ဖို့အတွက်ဒီခန္ဓာ၅ပါးရဲ့အပေါ်မှာပဲအမြင်ရှင်းအောင်ကြိုးစားရမယ်အဲ့ဒီအမြင်ရှင်းဖို့အတွက်ဘာလို့ကြရလဲဆိုတော့တတိထားရဒီနည်းပဲရှိတာပဲသူကဘာလဲဆိုတာကိုသိဖို့အတွက်သူ့ပေါ်မှာတတိထားတဲ့နည်းတစ်ခုပဲရှိတယ်လို့ရှင်းရှင်းလင်းလင်းသိရတတိထားနေပါများမှသူ့အကြောင်းကိုတဖြည်းဖြည်းနဲ့နားလည်လာပဲဒါဦးဇင်းကရိုးရှင်းရှင်းပြောကြည့်ရနော်ဒါကြောင့်သတိပဋ္ဌာန်ဘာဝနာကိုပွားများလို့ရှိရင်ညာယတ္တအဓိကမာယနိဗ္ဗာန်တသစ္စိကရိယာယခုနှစ်ခုမြောက်အကျိုးကျေးဇူးတွေတဲက6ခုမြောက်နဲ့ခုနှစ်ခုမြောက်အကျိုးကျေးဇူးနှစ်ခုကိုစဉ်းစားကြည့်နော်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေကိုတတိတလက်ဆက်ထားနေအောင်ကြိုးစားလေ့ကျင့်ခြင်းအပြင်ညာယတ္တအဓိကမာယနော်ဉာဏ်ကိုရမယ်အသိဉာဏ်ပညာကိုရမယ်ဘယ်လောက်ထိမြင်မာတဲ့အသိဉာဏ်ကိုရမလဲသစ္စာလေးပါးကိုထွင်းဖောက်သိသည့်အထိမြင်မာတဲ့မဲ့ဉာဏ်လိုဉာဏ်မျိုးကိုရမယ်မဲ့ဉာဏ်ကိုရမယ်မဲ့ဉာဏ်ရတယ်ဆိုတာဝိပဿနာဉာဏ်မရဘဲနဲ့မရဘူးဝိပဿနာဉာဏ်ရပြီးမှမဲ့ဉာဏ်ရတာဒါဝိပဿနာဉာဏ်ဆိုတာဘာလဲတာမန်မြင်ဦးမြင်စဉ်သိဦးသိတဲ့သိတဲ့အသိမဟုတ်ဘူးအမြင်မဟုတ်ဘူးတာမန်ဖြစ်တဲ့ဓမ္မတို့ဦးဇင်းတို့တွေကယုံနာတွေကိုပုဂ္ဂိုလ်တ attva လို့သိတယ်တော့ယုံနာတွေကိုခိုင်မြဲတယ်လို့လည်းအဲ့လိုလဲမှားမှားယွင်းယွင်းသိနေကြသေးတယ်ဟုတ်တယ်ဒီလိုကိုကြည့်လိုက်တယ်ကိုယ့်ကိုယ်လည်းကြည့်လိုက်တယ်ငကိုယ်တော့ကလူလိုပဲထင်နေတယ်မထင်ဘူးလားထင်တယ်နော်တောင်းလဲမှုကိုမြင်ကိုမမြင်ဘူးမနစ်တုန်းကလူပဲမိမွေးတရားစလူပဲဟုတ်တယ်ဒါကအမေပဲဒါက तू ကမွေးထားတာတယောက်တည်းဒီတိုင်းခိုင်မြဲနေတယ်လို့ဆိုတဲ့အမြင်ကရှိကိုရှိနေတယ်ဟုတ်တယ်မဟုတ်လားဒါအတိတ်နဲ့ပတ်သက်ပြီးတော့လည်းပဲခိုင်မြဲတယ်လို့ထင်တယ်အနာကလည်းပဲမသိမချင်းတော့ငါဘဝလေးကဘယ်လိုနေအောင်မလဲဩဒါခိုင်မြဲတဲ့အနေနဲ့ပဲတွေးတာပဲဟုတ်လားဒါကတာမန်မြင်တဲ့အမြင်ပေါ့နော်လောဝိပဿနာဆိုတာအဲ့လိုမြင်တဲ့အမြင်မဟုတ်ဘူးသဘာဝတရားတက်တဲ့ပုဂ္ဂိုလ်တ attva မဟုတ်တဲ့သဘာဝတရားတက်တဲ့အဲ့ဒါကလည်းပဲမခိုင်မြဲသောနော်အတိတ်ထပ်ထပ်ဖြစ်နေတဲ့သဘောနော်ဟိုတုန်းကယုံနာဟိုတုန်းကလူလို့မဆိုထားနဲ့ခုတင်လေးကဖြစ်ခဲ့တဲ့လူတော့မဟုတ်တော့ဘူးခုဟာကအသစ်ဖြစ်နေတယ်လို့အဲ့လိုသူမြင်တယ်ဟုတ်လားအဲ့ဒါလို့မတည်မြဲမှုကိုတကယ်ကိုပဲဒါငကိုတုန်းကဟာမဟုတ်ဘူးအသစ်ထပ်ထပ်ဖြစ်နေတဲ့သဘောပဲလို့တကယ်သိမယ်ဆိုလို့ရှိရင်အဲ့ဒီအမြင်ဟာအလွန်တရာမှစိတ်ကိုငြိမ်းအေးစေမယ်အလွန်တရာမှအမြင်ကိုရှင်းလင်းစေမယ်အဲ့ဒီမြင်မျိုးကိုဒါဝိပဿနာဉာဏ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါကိုရှင်စမပြတ်ရင့်ကျက်အောင်ပွားများခြင်းဖြင့်ဘဝဟာတကယ်တမ်းပြောမယ်ဆိုရင်ဆင်းရဲခြင်းတရားများတာဖြစ်တယ်လို့ဒုက္ခသစ္စာကိုပိုင်းပိုင်းနိုင်ပိုင်းခြားပြီးတော့သိမယ်ဆိုလို့ရှိရင်ဒီဒုက္ခသစ္စာရဲ့ပုံမှာဖြစ်နေတဲ့မှားယွင်းမှုတွေဆွဲမဲ့မှုတွေဟာသူ့ပိုင်းနဲ့သူအမြင့်ပြတ်ကုန်ခန်းသွားနိုင်တယ်အဲ့ဒါကိုမဲ့ညာပူညာအစဉ်စဉ်ရတယ်လို့ဆိုနိုင်တယ်ပေါ့သစ္စာ၄ပါးကိုသိကြတာနော်သစ္စာ၄ပါးကိုဝိပဿနာဉာဏ်ကိုရင့်ကျက်စေရင်ဖြင့်သိကြဟုတ်လားအဲ့တော့အဲ့ဒီဝိပဿနာဉာဏ်ရင့်ကျက်ဖို့ဝိပဿနာဉာဏ်ကိုရဖို့ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဆိုတာကိုသိဖို့မတည်မြဲဘူးဆိုတာကိုသိဖို့ကဘယ်နည်းနဲ့ပဲလုပ်ရမှာလဲလို့မေးရင်တတိထားတဲ့နည်းပဲရှိဘယ်ပုံမှာထားအမှာလဲလို့မေးရင်ကိုအထင်မှားမှုဖြစ်နေတဲ့ဒီယုတ်ဒီနာရဲ့ပုံမှာပဲတတိထားရဒါကြောင့်တရားဆိုတာပဲချင်းအထောက်အမှာလဲလို့မေးရင်ဘယ်လိုပြောမလို့အချိန်တိုင်းအထောက်အမှာနှိုးကြနေတဲ့အချိန်တိုင်းဟုတ်လားအချိန်တိုင်းအထောက်အမှာအချိန်တိုင်းအာမထုတ်နိုင်ကြလို့တရားဓမ္မတို့ရောဦးဇင်းတို့ရောတော့ထိထိရောက်ရောက်အသိဉာဏ်ပွင့်လင်းမှုမရှိတာဒါပဲကိုယ့်ရဲ့လိုအပ်ချက်ကတချို့ကထင်ကြတာလေနီးတွေကများအားနေနေလို့လားတချို့ကအဲ့ဒီနီးကိုအလွန်ပြောတယ်အယံဝမ်းနေစရာကောင်းကိုအမြင့်ထိရအောင်မလုပ်ဖဲနဲ့ဒီနီးကိုထိရအောင်လုပ်မကြည့်ပဲနဲ့ကိုချွင်းချက်ကိုမမြင်ဘူးဟုတ်လားအဲ့ဒါနီးရမြန်ဘလို့များဖြစ်လို့တော့ဟာဟိုဘုန်းကြီးဒီသွားမလို့ဒီဘုန်းကြီးဒီသွားမလို့ဟိုနီးနဲ့လုံးမကောင်းပါလို့ဒီနီးနဲ့လုံးမကောင်းပါလို့ဒါကတခုတော့ရှိရနော်အဲ့ဒီနီးတွေကောင်းတယ်လို့ထင်တာနဲ့ပြဿနာမရှိသေးဘူးအဲ့ဒီနီးတွေကောင်းတယ်ဟိုနီးရတော့မကောင်းဘူးလို့ထင်ရင်ပြဿနာရှိအောင်ဆိုတော့ဒါမြတ်စွာဘုရားဟောထားတာပဲလေဟုတ်တယ်မဟုတ်လားဒါကြောင့်နီးကိုရိုးမယ်ဖွဲ့တာတကယ်တမ်းအန္တရာယ်ရှိတယ်လို့ဆိုခြင်းတကယ်တမ်းကတရားတို့တရားမြတ်ကိုမရရဘူးထိရောက်အောင်အသိဉာဏ်ကိုမရကြဘူးဆိုတာကိုယ့်ရဲ့ချွေရင်းချက်ပဲအဲ့ဒီချွေရင်းချက်ကဘာလဲလို့မြင်တာဥစဉ်မြင်တာကိုပြောမယ်နော်ဆွဲမြင်မလုံးနိုင်တဲ့ချွေရင်းချက်ပဲဟုတ်လားနေ့လေတော့ဒီကမာကြီးတွေလာပြီးတော့ဖုံဖုံကိုရှောက်ကြထိုင်နှုံးလေးပဲအာယုံဆိုင်မိတယ်ထိုင်ရနေထားလိုက်ပြီးဆိုတာနဲ့ဝန်တို့ဝန်ဘိုးကိုပြစ်ချထားတယ်လို့ပြစ်ချလို့လွတ်လွတ်လပ်လပ်ပဲသွားဟုတ်လားအဲ့တော့နောက်ဆိုလို့ရှိရင်ဒါဇင်းဉာဏ်လျှောက်တဲ့ကိစ္စကို
Gaju sai biro, Ujinova, Soya Bibo, low at him, no? Time like day, time being leve, Zinian shouted Chima, Tine Chima side the Wayama unit, Tine Chima Tade Sitam unit, Chilan the Lama Melusia, who should have seen it lower. When they told you, the Kuma Melusia, who should have seen it, Shuma the Chilana Kamala, the Lama Melusia, who should have seen it, Lame. Oh, I was saying, the naive on Zinian shouting, the naive of Gentile, to accept Yamato. The naive time, the naive Zinian shout, now the naive time, the naive low tide. Kuma Alumato, the naive tiny. Zinian shout, oh, maybe I thought we don't know Lenny like that was a guy, Bema Madria Mapa. About a Bachido, now the night told Chinjalo Latin was Savage and Bitica. Ah, Daveli, Aula, so the one in no time how the Su Song Talia, Benachip on the job on the day. A young shall go on Chumchen. The night loud time like day. Being the night loud Navi of Chum like day, not have Jan Sargent, Dilonet Chachal Lane. You're a Pojama Veto said the Yazakamba when I've been a Shivi. The Yadi of Wadana Bagat, the Bomblau Shivi, a Kuchi di Pamalem Shiti, Pamalem Meja, Payama, just of their kind of time, Mamma Pay. That was in the diamond, the Halmarole, the diamond. A good change of Nale, Hola. Eddie Loop Shin out, Ludia Blutina. Niam, Une Amangama Chilula, Chuja 11, the net of Louis, Niro, Lonolea, Jimidim. I is Yaga, Pegam and Guy, but la, they take a no, Palma they below Education, Gigi Kunjago, but Lojiva, Yaswabia, the dividend, Luluma, Luluma, look at the below the Kumamshi. It's a little Lagino, Paula, it's a little Lagi, to kill Lojivo Lole. I'm over the near Joe, Josa in Yamshidem, Josa in Yantone, how you live? No, Josa in Yamshidem, Josa in Yankon Kangame. Oh, yeah, Tajam Peter want to do. That guy I did teach you a swallow chew, shut down 9 boat drive. The Kubaloja, the Division Bavanabu, Amaja. Nenejin, ne on Chuza in ne, shut down 9 boat, Atoja, no. The dinner was in no. The guy I did teach you, Babu, you know, Sudan Julu, Piola, Lesula, was sort of Jogavino. Do shut down 9 Lucian, Janet Julia, if she be never to Domino, shut down Tommy. Oh, yeah, Tajam Tayos in Julie. Deep a deed that shut their chamber, Beju in Umshara, little me, Tagadi Jugo, in Umshara. Hoyela. Tina Matakaya did Julia Subongo, Ujino, Kanavaga, Yopani Dorema. Katula Pata Toda and Subira, Toda Nabo Hoda she. Eddie Toda Malare, Chauya Lidiga. We but an idea of saying when I had a Pogodiga, Nabuvida, Chawida, Chauya Lidi, Egyptian Melotene. Eddie Toda Mamyaswa Piaga, Luma Biron Soda. Quit a gong, Kai me tango, the mo timer. Doubt that I June and do cheetah like me. Yambi di Joe, Capelumia, top bar, June and cheetah. No? Other solution, Dequia, why in the Dina live at one night? Dina way to Tualumia. You want the down cheetahs to Dina down Jen, Kualumia. A young guy in a dubar, the leper name, the Dina went to Yiti Pan. Dabe Abish when the Didan to Aya. Abish when the Didine, Manimu live to she the loud live to Tualuya. Dabe to Yabo, along Jim Young, Didina to Melo. I'm just on the Peter Uma. Elway, the Tatawaria. Dio Dina, Ditawadia, the mother Kanagavan kind of Jonah. Kanangava Yapoma, no, Dahangave. Not two way, such a different Takaya Ditin, sweetheart at Pejam. Tatawaria, Tomi solution in the way, Tubana Kanangava, Nama, Toja, Yabi Suneti Kanangava, Time Suneti Kanangava, Tina Gumlo. Takaya Diti, June, Cheetah, look, Tikanangava, Mabe, the Karmaru Dinuria, Chinita. And I will mess of Yaga. Did the water wago, Nalea me should be. Now say, Mariam Mudema. Nemonida, Georgian. A cigar tenida, no? Joda will put that Walotina, the cigar tenida, hola. And I will mess of Yaga. Edroli Uma baby, the mouse in the Jota. That the Madia Bakeway a bacon, the Gassit and Peswaki Deva. Rajamulu, the Tenoa, Kuya Sego, a Mira Senia made. The Gassit and Mimi Sego, a bacon, a Mira Peswaki Deva, Sena Biame, Senior Biame, losing Amaro. Tigara da Mida sit and Takilita Ragina Dodina Mohina. Ida sit the holding higher Seiko, Tigara da Shimilas or the Calabalo. No Ragina Dodina Mohina. Jaga Doda Moha Diadiga. No, Tankilita. Nino on Lotari. Luciniame.
ငါရဲ့စိတ်ဟာအလွန်ကြာမြင့်စွာသောကာလကနေဒီကနေ့တိုင်အောင်ဇာကဒေါသမောဟတို့ကြောင့်ညှဉ်းနှွမ်းနေရတယ်လို့အဲ့လိုအမြဲတမ်းဆင်ញင်ဒီနှစ်ခုကိုဆက်တက်ဖို့လိုတယ်နော်တိုင်မှာတောင်းနဲ့ချီထားတဲ့ခွေးတစ်ကောင်ဟာဒီတိုင်နားမှာပဲသွားတယ်လာတယ်လှက်ပတ်ပြီးဒီတိုင်နားမှာပဲအေးရအဲ့လိုပဲခန္ဓာ၅ပါးရဲ့ပုံမှာအမှန်မမြင်နိုင်မဲနဲ့ပုဂ္ဂိုလ်တ attva လို့ထင်နေတဲ့ဒီတက္ကရာဒိဋ္ဌိရှိနေသေးသမျှဖြစ်နေသမျှဒီတရားတွေဟာဒီခန္ဓာ၅ပါးမှာပဲအကျုံးဝင်ပြီးတော့ဒီဒုက္ခဆက်ပြီးတော့ဖြစ်နေတယ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဆက်ပြီးတော့အခုပြောတဲ့စကားလေးကိုဆက်တက်ဖို့လိုတယ်နော်ဒါကြောင့်မလို့စဉ်းစားမှာကိုယ်စိတ်အမြဲတမ်းဆင်ခြင်ရငါစိတ်ဟာအလွန်ကြာမြင့်လှတဲ့ကာလကနေဒီကနေ့တိုင်အောင်ညှဉ်းနှွမ်းနေတယ်ဘာကြောင့်ညှဉ်းနှွမ်းတာတော့ဇာကဒေါသမောဟတို့ကြောင့်ညှဉ်းနှွမ်းနေတယ်ဆွဲမဲ့မှုမကျေနပ်မှုအမှတ်မသိမှုနော်သူတို့သုံးမျိုးကိုခေါင်းကောက်ပြီးတော့ဟောတယ်ဟုတ်လားဆွဲမဲ့မှုဆိုတဲ့ຢာကစိတ်တိုင်းမကြမှုဆိုတဲ့ဒေါသအမှတ်မသိမှုလို့ဆိုတဲ့မောဟအဲ့ဒီຢာကဒေါသမောဟတို့ကြောင့်ငါစိတ်ဟာကြာမြင့်လာဆိုသောကာလပတ်လုံးညှဉ်းနှွမ်းခဲ့ရတယ်ညှဉ်းနှွမ်းနေတယ်အဲ့ဒါလို့စဉ်းစားဆင်ခြင်ရမယ်လို့ပြောပြီးတော့မြတ်စွာဘုရားကဘယ်လိုလေးသုံးသပ်ပြတော့စိတ်တတံကိလေသာဘိက္ခွေတတ္တတံကိလေတံတိစိတ်တဝေါဒနာတတ္တဝိသုဇံတိယဟန်တို့တဲ့စိတ်ညစ်ညူးလို့သာတတ္တဝါတွေညစ်ညူးကြစိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်တဲ့ဟောဒေသနာကရှုတော့ဥဒိကျတစ်မျိုးလှည့်သွားပြန်ပြီနော်သေချာနာတော်ဒါတစ်ဆက်တည်းဟောထားတာဟာပဲဟုတ်လားစိတ်တွေညှဉ်းနှံလို့သာတတ္တဝါညှဉ်းနှွမ်းရတယ်စိတ်တွေဖြူရှင်ရင်တတ္တဝါဖြူရှင်ရတယ်ဒါစိတ်ကဘာကြောင့်ညှဉ်းနှွမ်းတာတော့ဇာကဒေါသမောဟလို့တော့စိတ်ကိုညှဉ်းနှွမ်းအောင်လုပ်တဲ့အရာကို၃မျိုးဒီမှာမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားဥမာ2မျိုးထပ်ပေးပြန်တယ်ယဟန်တို့တဲ့လက်စွမ်းမြပကြီးကားတွေကိုမြင်ဘူးတယ်မဟုတ်လားတဲ့အလွန်စမ်းကြယ်စွာကြီးဆွဲထားတဲ့ပကြီးကားဟုတ်လားအံ့ဩလို့မကုန်နိုင်လောက်အောင်စမ်းကြယ်လိုက်တာကြည်တန်းလှုပ်တက်လိုက်တာလို့ပြောရလောက်အောင်အရန်စမ်းကြယ်တဲ့ပကြီးကားပေါ့နော်အဲ့ဒီဘလောက်စမ်းကြယ်ပါလဲဆိုတဲ့ပကြီးကားပဲဖြစ်ဖြစ်အဲ့ဒါလည်းစိတ်နဲ့သာနဲ့ဖန်တီးထားတာဖြစ်တယ်တဲ့ဒါကြောင့်စိတ်ရဲ့စမ်းကြယ်မှုကိုသူလည်းမမှီဘူးတဲ့ဟုတ်လားဒါကြောင့်ငါရဲ့စိတ်ဟာအချိန်ကာလကြာမြင့်စွာຢာကဒေါသမောဟတို့ကြောင့်ညှဉ်းနှွမ်းကြရတယ်လို့ဆင်ခြင်ပြီးတော့စိတ်ကိုဖြူရှင်အောင်လုပ်ရမယ်စိတ်ကိုတန်ရှင်းအောင်လုပ်ရမယ်စိတ်ညှဉ်းနှွမ်းရင်တတ္တဝါညှဉ်းနှွမ်းတယ်စိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်နောက်တစ်ချက်ထပ်ပြီးတော့ဥမာပေးတယ်ယဟန်တို့တဲ့တလိษံတွေရဲ့ခန္ဓာအစုဟာအယံစမ်းကြယ်တယ်တဲ့လက်စွမ်းပြပကြီးကားတဲ့တလိษံလေးတွေရဲ့ခန္ဓာဘဝကပို့ပြီးတော့စမ်းကြယ်တယ်ဟုတ်တယ်တချို့ငှက်ကလေးတွေဆိုရင်အယောင်ကမျိုးစုံဘယ်လိုလုပ်မြန်ဖြစ်နေလဲလို့နော်စဉ်းစားလို့ရနော်နှုတ်သီးပါတယ်ပြန်နိုင်တယ်သွားလဲသွားနိုင်တယ်အမျိုးမျိုးပဲလေတရားဝါတွေထဲမှာတိဋ္ဌာန်စမ်းကြယ်တုံးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တိဋ္ဌာန်ဘာလို့စမ်းကြယ်တာတော့စမ်းကြယ်တဲ့တိဋ္ဌာန်ဘောဘာလို့ရတာတော့ဘာလို့ဖြစ်တာပြုခဲ့တဲ့ကံစမ်းကြယ်လို့ဟောစမ်းကြယ်အဲ့ဒီကံဘာလို့စမ်းကြယ်ဆိုစိတ်စမ်းကြယ်လို့ဒါနဲ့ကံစမ်းကြယ်ဟုတ်လားအဲ့ဒါကိုလည်းမြတ်စွာဘုရားလူရင်းလေးပြောတယ်တိဋ္ဌာန်တွေကအလွန်စမ်းကြယ်တယ်တဲ့အဲ့ဒီစမ်းကြယ်ပါလေဆိုတဲ့တိဋ္ဌာန်လည်းပဲစိတ်စမ်းကြယ်လို့ဒါရင်စမ်းကြယ်တဲ့ဘဝကိုရကြတာဒါကြောင့်စိတ်ရဲ့စမ်းကြယ်မှုကိုတော့မမှီဘူးတဲ့ဆိုလိုတာကဒါဥစဉ်ကဒီဒေသနာလေးကိုဖတ်ပြီးတော့စိတ်ထဲမှာနားလည်မိတာလေးတစ်ခုကဒီစိတ်ကပဲမှားနေတာဒီစိတ်ကပဲကြက်တနာရှားနေတာဒီစိတ်ကြောင့်ပဲဒုက္ခရောက်နေတာဒါကိုပြောခြင်းဒါကြောင့်ကိုယ်စိတ်ကိုတဲ့အောင်မှန်အောင်ကြိုးပမ်းအားထုတ်ရမယ်ဆိုတာလေးကိုပြောခြင်းဟုတ်လားဒါကြောင့်စိတ်ညစ်ညူးရင်တတ္တဝါညစ်ညူးရတယ်စိတ်စင်ကြယ်ရင်တတ္တဝါစင်ကြယ်တယ်အဲ့တော့ဒီစိတ်ကိုညစ်ညူးအောင်လုပ်တာကဘာလို့လဲຢာကဒေါသမောဟပဲအဲ့တော့စိတ်ကိုဒီຢာကဒေါသမောဟကင်းကွာအောင်လုပ်နိုင်မယ်ဆိုရင်လည်းပဲဒီစိတ်ကဖြူရှင်းပြီးတော့အမှန်မြင်ပြီးတော့အော်ဒါတွေဟာတဘာဝတရားတွေပဲပုဂ္ဂိုလ်တ attva မဟုတ်ပါလားဆိုတဲ့တက္ကာယဒိဋ္ဌိဆိုတဲ့အငြိအကျေးကိုရှင်းကျိုးနိုင်တဲ့အနေအထားကိုလည်းအများကြီးထောက်ကူပြုလိုက်မယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဒါဥစဉ်စဉ်းစားကြည့်တာပါနော်စိတ်ပေါ်မှာအဓိကမူတည်နေတယ်ဆိုတာလေးကိုစိတ်ကိုအဓိကထားပြီးတော့ပြောနေတာမြတ်စွာဘုရားဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြည်သက်ပေါင်းသူတော်တို့ကျိုးဆယ်ကြောင်းထဲမှာဘယ်ကျိုးဟာခိုင်မြဲဆုံးလဲတနည်းအားဖြင့်အဆိုးအဆုံးလဲလို့မေးရင်တက္ကာယဒိဋ္ဌိပဲသူ့ကိုကင်နိုင်လို့ရှိရင်ကျန်တာတွေကိုကင်တွေ့ပြီးသားဖြစ်မယ်ဆိုတာလေးကိုရိုးရိုးလေးနားလည်စီကြတယ်နော်ဒါကြောင့်သူ့ကိုဦးဇင်းတို့နိုင်အောင်ကင်ဖို့တနည်းအားဖြင့်သူ့ကိုဖြတ်တောက်အောင်ကြိုးစားဖို့အထုတ်တဲ့နေရာမှာလည်းပဲနိမန်လမ်းမှာဘယ်နည်းနဲ့အထုတ်မလဲလို့မေးရင်ဒီသတိပဋ္ဌာန်ဘာဝနာတရားပဲရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဧကာယနာဆိုတဲ့အသုံးနှုန်းလေးနဲ့ဟောတာကိုလုံနေတဲ့အလုပ်ရတန်ဖို့ကိုနားလည်ဖို့လိုတယ်နော်ဘယ်နည်းဖြစ်ဖြစ်မြတ်စွာဘုရားဟောထားတာအကုန်လုံးကတကယ်တမ်းကတရားသူတရားမြတ်ရတယ်ဆိုတာဘဝခန္ဓာရဲ့အကြောင်းကိုသစ္စာဆိုင်အောင်သိတဲ့အသိကိုဆိုလိုတာတဘဝခန္ဓာရဲ့အကြောင်းကိုသစ္စာဆိုင်အောင်အမှန်သိအောင်သိကျင်တယ်ဆိုရင်ဒီဘဝခန္ဓာရဲ့ပုံမှာပဲအမှန်သိနေအောင်ကြိုးစားကြရမှာဒါပဲရှိတယ်ဟုတ်လားစဉ်းစားဒါကြောင့်နီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဇဝေဇဝါတွေမဖြစ်စေခြင်းဘူးပေါ့နော်နော်ဒါကြောင့်မို့လို့အခုဒီမှာတက္ကာယဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့
နော်ရှင်းအောင်လင်းအောင်ကြိုးစားအထောက်တဲ့နေရာမှာဒီတတိပဋ္ဌာန်ဘာဝနာတရားတစ်ခုပဲရှိတယ်ဆိုတာလေးကိုနားလည်စေတာဒါကြောင့်ဧကာယနာပြောလက်စစကားလေးကအဲ့ဒီနော်ဧကာယနာဆိုတဲ့စကားလုံးနဲ့ဟောတာဧကာယနာဆိုတာဘာလဲတကြောင်ဒီသောလမ်းလို့ပြောတာနော်ဓမ္မတတိပဋ္ဌာန်သုတ်တန်ကြီးမှာအဲ့ဒီစကားလုံးကစပြီးတော့ဟောတာပဲဧကာယနောယံဘိက္ခဝေမကောတတ္တနာဝိတုဒ္ဓိယဧကာယနောဆိုတဲ့စကားလုံးလေးကစပြီးတော့ဟောတာတတိပဋ္ဌာန်တရား၄ပါးဟာတတ္တဝါတွေရဲ့စိတ်သက်ဖြူစင်ဖို့အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်သောကပတိဒေဝနာသမတ္တိကမာယစိုးရိမ်မှုတောကနဲ့ငိုကြွေးမှုပတိဒေဝကိုကြော်လွှားတတ်နိုင်ဖို့အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်ဒုက္ခဒေါမနတနဲ့အထင်ကမာယကိုဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ချုပ်ငြိမ်းသွားစေရန်အတွက်ရှောင်လန်းရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်ညာယတ္တတိကမာယနိဗ္ဗာန်တသစ္စည်းကရိယာယဉာဏ်အစဉ်စဉ်မြင့်ပြီးတော့မဲ့ဉာဏ်ပူဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ရှောင်လန်းကြရမယ်တကြောင်ဒီသောလမ်းဖြစ်တယ်ဟောအဲ့ဒီတကြောင်ဒီသောလမ်းဆိုတာကိုစဉ်းစားလမ်းကတကြောင်လေးရှိတာဆိုတော့ဒီလမ်းကိုရှောင်ရင်လမ်းခွဲတွေနဲ့ဒီပြင်းနေရာတွေများရှောက်ရောက်သွားမှလားလို့တွေးကြမရှိဘူးဒါနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဒီတကြောင်ပဲရှိဒါမျက်စိလေစရာလည်းမလိုဘူးဘေးကိုလမ်းခွဲမရှိတဲ့အတွက်ကြောင့်တနေရာရောက်သွားမှလို့လည်းပူစရာမလိုဘူးတနည်းအားဖြင့်ဒီလမ်းကိုရှောင်ရင်ဆိုင်မြိုက်မြိုက်ကိုပဲနိဗ္ဗာန်ချမ်းသာတွေကိုဆက်ရောက်သွားလိမ့်မယ်တခြားဘယ်ကိုမှရောက်သွားမယ်လမ်းမဟုတ်ဟုတ်ရဲ့လားတနည်းအားဖြင့်နိဗ္ဗာန်ချမ်းသာကိုရကြရင်လည်းလမ်းကဒီတလမ်းပဲရှိတဲ့အတွက်ကြောင့်ဒီတလမ်းကိုပဲရှောင်ရမယ်နော်ဒါကြောင့်မဲခင်၈ပါးကိုကျင့်သုံးရတယ်ဆိုတာလေတကယ်တမ်းကတတိပဋ္ဌာန်ဘာဝနာကိုကျင့်သုံးရတာကိုပဲမဲခင်၈ပါးကျင့်တယ်လို့ဆိုတာပါပဲတကယ်လက်တွေ့မှာတတိပဋ္ဌာန်ဘာဝနာကိုကျင့်ကြရတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ပေးတော်ပေါင်းသူတော်ကောင်းတို့ကိုကျင့်သုံးနေတဲ့ဒီအကျင့်မြတ်ဟာမြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့ကြောင့်ဒီသောလမ်းဖြစ်တယ်ဆိုတာလေးကိုနားလည်ကြအောင်နော်ဒါဒီကနေ့တန်ရောစဉ်ဆိုတဲ့တော့ဒီစကားလုံးလေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်တဲ့စကားတွေကိုမနှဲပါအောင်နော်တဏှာကြီးထိုးတော့မယ်ဟုတ်လားတော့ပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်နော်တန်နဲ့လှုပ်ထားတဲ့တက်သားနဲ့လှုပ်ထားတဲ့ကျိုးနဲ့လှုပ်ထားတဲ့အနှောင်ဖွဲ့တွေကိုခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဉာဏ်ရှိတဲ့လူတွေကမဆိုကြဘူးနော်အချင်းချင်းငက်ကွက်မှုမကင်းမဲနဲ့ဖြစ်နေကြတဲ့တန်ရောစဉ်အနှောင်ဖွဲ့ကိုသာလေပညာရှိတဲ့လူတွေကခိုင်မြဲတဲ့အနှောင်ဖွဲ့လို့ဆိုကြတယ်အဲ့ဒီအနှောင်ဖွဲ့ကရော့နေတယ်လို့ထင်ရပေမဲ့လို့ဖြေဖို့အလွန်ခက်တယ်ဟုတ်လားဒါကြောင့်ဉာဏ်ရှိတဲ့လူတွေဟာကာမဒုက္ခကိုပယ်ရှားပြီးတော့ငက်ကွက်မှုမရှိဘဲနဲ့အဲ့ဒီအနှောင်ဖွဲ့တွေကိုဖျက်တော့ပြီးတော့ယဟန်ပြုနိုင်ကြတယ်ဒါကပထမပိုင်းမှာပြောခဲ့တဲ့တန်ရောစဉ်ရဲ့နောက်စွမ်းရည်တန်ရောစဉ်ရဲ့သဘောတဘာဝနော်အဲ့ဒီတန်ရောစဉ်ကဘယ်နှပါးရှိတော့10ပါးရှိတယ်နော်ဒိဋ္ဌိရဲ့ဝိသိကိစ္စရဲ့သီလပတ္တပရမတ္တရဲ့ကာမိစန္ဒရဲ့ပြဘာရရဲ့ဆိုပြီးတော့အောက်ဆွဲကျိုး၅ချောင်းဟုတ်လားရူပယာကရဲ့အရူပယာကရဲ့မာနရဲ့ဥဒိစ္စရဲ့ဝိဇ္ဇာရဲ့ဆိုပြီးတော့အထက်ကိုဆွဲမဲ့ကျိုး၅ချောင်းကျိုး10ချောင်းနော်အဲ့ဒါကိုမန္တလေးဆိုတော်ဘုရားကြီးရဲ့နော်တန်ရောစဉ်အကြောင်းဆက်ဆိုထားတဲ့လင်္ကာ၄ပါးဦးဇင်းတို့ရှုပ်ပြမယ်နော်ပြီးတော့အဲ့ဒီကျိုး10ချောင်းထဲမှာဘယ်ကျိုးကတော့အဆိုးဝါးဆုံးလေးလို့မေးရင်တက္ကာယဒိဋ္ဌိနော်အဲ့ဒီတက္ကာယဒိဋ္ဌိကျိုးအဆိုးဝါးဆုံးဆိုတာတဲ့သူကအဓိကကြတယ်ဆိုတာဖြတ်တောက်ပြရမယ့်နေရာမှာသူ့ကိုဦးစားပေးပြီးတော့ရှည်တန်းတင်ပြီးတော့ဖယ်ရှားဖို့ကြိုးစားရမယ်ဆိုတာလေးကိုပြောလိုတာပါဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်တိုင်ကုန်းမှာခြိခံရထားရတဲ့ခွေးတကောင်နဲ့ဥမာပေးပြီးတော့ဟောထားတယ်နော်ဂတ္တုလပတ္တသုတ်တံဟုတ်လားအဲ့ဒါလေးပါဦးဇင်းတို့ဏိကုံးချုပ်ကလေးပြောပါတယ်နော်တော့အဲ့ဒီကျိုးကိုဖြတ်တောက်ဖို့အတွက်ခုတတိပဋ္ဌာန်ဘာဝနာကိုကြိုးစားကြတတိပဋ္ဌာန်ဘာဝနာလုပ်ငန်းစဉ်ဒီတန်ရောစဉ်ကျိုးတွေကိုဖြတ်တောက်ဖို့ကြိုးပမ်းအားထုတ်တဲ့နေရာမှာတခုတည်းသောအသုံးပြုရမယ်နိလန်တခုတည်းသောရှောင်လန်းရမယ်လမ်းကြောင်းဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သည်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့မိမိတို့ကျင့်သုံးနေတဲ့အလွန်မြင့်မြတ်တဲ့ဒီကျင့်စဉ်ကိုဇွဲလုံးလဝိရိယထက်ထက်တန်တန်ဖြင့်ကြိုးစားအထောက်ရင်းဖြင့်တောက်ဆုံးမဉ္ဇဉ်ပုညမျက်နှိပ်ပုံကိုမျက်မှောက်ပြုနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ကျွန်တော်ဆန္ဒပြုပြီးတော့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမျက်နှိပ်ပုံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း